Okay. အားလုံးမင်္ဂလာပါဒီကနေ့ရက်ကဘုရားရှင်ဖန်ဆင်းပေးတဲ့နေ့ရက်ဖြစ်တယ်ဒီချိန်ဟာဘုရားသခင်ရဲ့အချိန်ဖြစ်ပါတယ်ခဏဘုရားရှင်နာမတော်နဲ့ဘုရားရှင်နှုတ်ပတ်တော်ဟာဘုန်းကြီး၍မင်္ဂလာရှိပါစေအရင်ဆုံးပေါ့ကျမ်းမာလေးတစ်ပိုက်ကိုကျွန်တော်လည်းထိုးပြတတ်တော်လုံးနဲ့ပထမဆုံးအခန်းကြီးနဲ့ငယ်73ကိုအရင်ဆုံးကျွန်တော်တို့ဖတ်ကြည့်ရအောင်နော်အားလုံးဖတ်ကြည့်အောင်ငါတို့ဟောပြောသောဘုရားသခင်နှုတ်ပတ်တရားကိုခံကြသောအခါလူဤနှုတ်ထွက်စကားကိုမခံမြူပဲနှုတ်ပတ်တော်အမှန်ဖြစ်သည်နှင့်အညီရောက်သောသင်တို့ထဲ၌စရောဒီချန်တပိုက်ထဲမှာမခံမယူဆိုတာပါတယ်ဒီချန်တပိုက်ထဲမှာခံယူဆိုတာပါတယ်နော်ဆိုမခံမယူကိုဘာနဲ့တွဲထားသလဲဆိုရင်လိုက်ရှောလူဤနှုတ်ထွက်စကားကိုမခံမယူပဲဆိုတော့ဘာမခံယူရဘူးလဲမနဲ့ကဘာပေါ်မှာရောက်လာတဲ့ဘယ်လူမဆိုပခုံးတစ်ပိုက်ကြားမှာခေါင်းပေါက်ထားတယ်လေဝနှာခေါင်းနဲ့ရှူတယ်မွေးပြီးသေတဲ့အသွေးသားရှိတဲ့လူပြောတဲ့စကားကိုဘာဖြစ်လဲမခံမယူရဘူးပြီးမှခံယူခြင်းကိုလည်းထပ်ပြီးတော့မှဖော်ပြထားတာတွေ့ရတယ်သင်တို့အထဲ၌လိုက်ဆိုမယ်သင်တို့အထဲ၌ပြုပြင်သောဘုရားသခင်ဤနှုတ်ကပတ်တရားကိုခံယူကြသည်ဆိုတော့ဘာခံယူရမလဲဘုရားရဲ့နှုတ်ကထွက်တဲ့နှုတ်ကပတ်တရားကိုခံယူကြမယ်အဲ့ဒီအကိုငါတို့ဘာဖြစ်လဲချီးမွမ်းတယ်ဓမ္မတော်ဒီချီးမွမ်းခြင်းကိုပြန်ကြည့်လိုက်ရင်ဘယ်ဆရာဘာဟောတယ်ဆိုတော့ပေါလုရဲ့ပါဇက်ကထွက်တဲ့ပေတရုရဲ့ပါဇက်ကထွက်တဲ့ဓမ္မတော်ဒီပါဇက်ကထွက်တဲ့စကားကိုမခံယူဘဲနဲ့နှုတ်ကပတ်တရားကိုဘာဖြစ်လဲခံယူတဲ့အတွက်ကြောင့်ငါတို့ယေရှုတော်ချီးမွမ်းတယ်အာမင်ဒါကြည့်ဒီအသင်းတော်ဟာနှုတ်ကထွက်တဲ့လူရဲ့နှုတ်ကထွက်တဲ့စကားကိုခံယူတဲ့အသင်းတော်မဖြစ်စေရအောင်ဖခင်ကပြောတဲ့ဖခင်စကားကိုခံယူတဲ့ဘာဖြစ်လဲအသင်းတော်ဖြစ်ရမယ်ယုံကြည်ရယုံတဲ့အထဲမှာတို့မပါဘူးတို့ကယုံရမယ့်စကားကိုယုံကြည်သောသူဖြစ်ရမယ်ယုံကြည်ခြင်းဆိုတာလူစိတ်နှလုံးအထဲကလားအပြင်ကလားအထဲကလားပြင်ကလားလူစိတ်နှလုံးအထဲမှာယုံကြည်ခြင်းဆိုတာမရှိဘူးလူရဲ့စိတ်နှလုံးထဲမှာဘာပဲရှိတယ်ဆိုရင်အထင်ပဲရှိတယ်စိတ်အထင်လို့ခေါ်တယ်နော်အထင်ကိုကျမ်းစာကဘယ်လိုဖော်ပြလဲဆိုရင်လိုက်ဆိုမယ်လူထင်သည့်အတိုင်းမန်သောလက္ခဏာရှိတော်လဲအဆုံး၌တည်ခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏နော်လူစိတ်ထဲမှာရှိတာဘာဖြစ်လဲအထင်လို့ခေါ်တယ်ငါတနေ့သိရင်ကောင်းကင်ရောက်ကိုရောက်မယ်လို့ဒီထဲမှာရှိတဲ့သူတွေအခုနည်းနည်းစစ်ဆေးမယ်နော်ငါတနေ့သိရင်ကောင်းကင်ရောက်ကိုရောက်မယ်လို့စိတ်ထင်တဲ့သူရှိလက်ညှိုးထောင်စိတ်ထင်တဲ့သူရှိလက်ညှိုးထောင်ရှိလားကောင်းကင်ရောက်ကိုရောက်မယ်လို့စိတ်ထင်တဲ့သူရှိလက်ညှိုးထောင်ရှိလားမရှိဒါပေမဲ့ငါတနေ့သိရင်ကောင်းကင်ရောက်မယ်ရောက်ကိုရောက်မယ်လို့ယုံတဲ့သူရှိလက်ညှိုးထောင်ပြန်ချောင်းဆိုတော့မထောင်တာတွေ့ရတယ်ထောင်တာလည်းတွေ့ရတယ်တချို့ကမထောင်တာတွေ့ရတယ်ချန်စီကိုခွထိုင်တာနော်ဟိုမြောက်ဒီမြောက်တွေလည်းအများကြီးတွေ့ရတယ်တို့ကစိတ်အထင်နဲ့ရှင်တဲ့ထဲမှာမပါဘူးယုံကြည်ခြင်းဆိုတဲ့ကျမ်းပိုက်တွေကျမ်းသမားအများကြီးရှိတယ်ပြန်ချုပ်လိုက်ရင်တော့နှစ်ပိုက်ပဲရှိတယ်ယုံကြည်ခြင်းရဲ့သူ့ရဲ့ definition ပေါ့အ내အဓိပ္ပာယ်ကဘာလဲဆိုရင်ယောမ10:19မှာပါတယ်လိုက်ဆိုယုံကြည်ခြင်းသည်ကြားနာခြင်းအပြင်ဖြစ်၏ကြားနာခြင်းသည်လည်းဖယားသခင်ဤစကားတော်အပြင်ဖြစ်၏ဆိုတော့ယုံကြည်ခြင်းဆိုတာဘယ်ကလာလဲဖယားကနေပြီးတော့မှသူ့ရဲ့နှုတ်ထွက်စကားကိုဘာဖြစ်လဲပေးလိုက်တယ်
သူစကားကိုကြားပြီးလက်ခံရင်ဘာလို့ခေါ်လဲယုံကြည်ခြင်းအထဲမှာရှိတာပါလဲအထင်ယုံကြည်ခြင်းကဘယ်ကလာအပြင်ကလာတာဘသူစီကလာလဲဖယားကဒိုးကိုယုံကြည်ခြင်းပေးလားပေးတယ်ရွှေနဲ့မပေးဘူးငွေနဲ့မပေးဘူးဖယားကယုံကြည်ခြင်းကိုဘာနဲ့ပေးလဲစကားတကိုးမဟုတ်ဘူးယုံကြည်ခြင်းရဲ့အဓိပ္ပာယ်ကဖယားတကိုးမဟုတ်ဘူးယုံကြည်ခြင်းရဲ့အဓိပ္ပာယ်ကဖယားစကားတချို့ဖယားရှိပြမြင်ငါတို့ဘာဖြစ်လဲယုံမယ်အဲ့ဒါယုံကြည်ခြင်းမဟုတ်ယုံကြည်ခြင်းကိုကျမ်းစာကတကိုးနဲ့မတွဲထားဘူးစကားနဲ့တွဲထားတယ်အာမင်ယုံကြည်ခြင်းဒီဘာဖြစ်လဲကြားနာခြင်းဘုရုစကားလဲဖယားရဲ့နှုတ်ထွက်စကားဒါကြောင့်ဒီမှာရှိတဲ့သူအလုံးဟာယုံကြည်ခြင်းလို့ပြောရင်ဘယ်ဆရာဘာပြောတယ်ဆိုတဲ့စကားပေါ်မှာအခြေမပြုရဘူးယုံကြည်ခြင်းလို့ပြောရင်ဖယားဘာပြောတယ်လဲဆိုတဲ့ဖယားနှုတ်ကပတ်တရားကိုဘာလို့အောင်လဲအခြေပြုရပြီးတော့ယုံကြည်ခြင်းကဘာကိုပေးလဲနောက်ထပ်ကျမ်းပိုက်တစ်ပိုက်ဟေဘဲ7ငွေ1လိုက်ဆိုမယ်ယုံကြည်ခြင်းသည်မျော်လင့်သောအရာကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာကိုသိမှဆွဲလန်းခြင်းဖြစ်၏မြင်ရတဲ့အရာကယုံကြည်ခြင်းမဟုတ်မမြင်ရတဲ့အရာပေါ်မှာသိမှဆွဲလန်းခြင်းရှိရအာမင်ဆိုတော့မျက်စိနဲ့မမြင်ရဘူးဒါပေမဲ့ဒုမမျောလင့်ခြင်းရှိလားရှိတယ်ဘာကြောင့်မျောလင့်တယ်လဲယုံကြည်ခြင်းရှိလို့ယုံကြည်ခြင်းဘာရောက်ရှိလဲဖယားစကားရှိလို့ဖယားစကားဘာရောက်ရှိလဲဖယားရှိလို့လက်ငါးကြောင်းနဲ့ယုံကြည်ခြင်းရဲ့အဓိပ္ပာယ်ကိုတို့ဘာဖြစ်လဲသိရလက်ဘယ်နှချောင်းလဲငါးကြောင်းလက်မကဘာလဲဖယားကဘာပေးလဲစကားဖယားစကားဘာပေးလဲယုံကြည်ခြင်းကဘာပေးလဲမျော်လင့်ခြင်းကဘာပေးလဲမမြင်သေးသောအရာကိုသိမှဆွဲလန်းခြင်းပြန်မေးမယ်လက်မဘာလဲဖယားဘာပေးလဲစကားဘာပေးလဲယုံကြည်ခြင်းကဘာပေးလဲမျော်လင့်ခြင်းကဘာပေးလဲသိမှဆွဲလန်းခြင်းဘယ်ရာလဲမမြင်သေးသောအရာကိုသိမှဆွဲလန်းခြင်းအာမင်မနေ့ပြန်နေတို့မြင်ပြီလားမမြင်သေးဘူးဒါပေမဲ့သိမှဆွဲလန်းခြင်းရှိတယ်မနေ့ပြန်နေအတွက်တို့ကမျောလင့်ခြင်းမဲ့တဲ့အထဲမှာမပါဘူးမနေ့ပြန်နေအတွက်တို့မှမျောလင့်ခြင်းရှိလားရှိတယ်ဘာရောက်ရှိလဲယုံကြည်ခြင်းရှိလို့ယုံကြည်ခြင်းပဲရလဲဖယားရဲ့နှုတ်ထွက်စကားကောင်းကင်နဲ့မြေကြီးမတည်တော်လဲငါစကားတည်လိုက်မယ်နေ့ပြန်အတွက်ဖယားစကားရှိလားရှိထားပြီးသွားပြီလိုက်ဆိုမယ်နေ့ပြန်နေဖို့မစိုးရိမ်နဲ့ဘသူစကားလဲအဲ့ဒါဖယားစကားမနေ့ပြန်နေဆိုတာမရောက်သေးဘူးမနေ့ပြန်နေမရောက်ပေမဲ့ဖယားစကားရှိလားရှိတယ်အနာဂတ်ကိုတို့ရောက်ပြီလားမရောက်သေးဘူးအနာဂတ်နဲ့ဆိုင်တဲ့ဖယားစကားရှိလားရှိတယ်ငါဒီလည်းကကဘာကုံဒီတိုင်အောင်တင်တို့နဲ့အတူအစင်မပြတ်ရှိမယ်တို့ကအနာဂတ်မှာငယ်သွားမဲ့သူမဟုတ်အနာဂတ်မှာတဖြည်းဖြည်းကြီးလာဒါကြီးလာတဲ့သူတွေအတွက်ဘုရားပြောတဲ့စကားရှိလားရှိတယ်အသက်ကြီးစဉ်ကောင်းသောအရာနဲ့ရောက်ရဲစေမယ်ငယ်စဉ်လားကြီးစဉ်လားကြီးစဉ်ဘာအရာနဲ့ရောက်ရဲစေမလဲကောင်းသောအရာအခုခေတ်ကာလကိုပြန်ကြည့်လိုက်ပိုကောင်းလာလားပိုဆိုးလာလားပိုဆိုးလာဖယားနှုတ်ကပတ်တော်အတိအကျဖော်ပြတယ်နောင်ကာလသည်ခဲရင်ဆိုးရုပ်သောကာလခဲရင်မှုနဲ့ဘာတွဲထားလဲဆိုးရုပ်ချင်းတွဲထားဒါခေတ်ကာလကပိုဘာဖြစ်လဲဆိုးလာကျေးဇူးလိုက်ဆောင်ခေတ်ကာလကပိုဆိုးလေခေတ်ကာလကပိုဆိုးလေဖယားသခင်ကပိုကောင်းလေဖယားသခင်ကပိုကောင်းလေခေတ်ကာလဆိုးလို့ဖယားဆိုးသွားတာမဟုတ်ခေတ်ကာလတွေဘယ်လိုပဲဆိုးဖယားဘာဖြစ်လဲကောင်းတယ်ဒါရဖယားသည်ကောင်းတော်မူ၏လို့ဖော်ပြတယ်ဆိုးတော်မူ၏လို့မပြောထားဘူး
ခေတ်ကာလကဆိုးပေမဲ့ဖခင်ဘာဖြစ်လဲကောင်းတယ်တော့ချစ်တော်ညီကိုမမတို့ပြောင်းလဲတဲ့ဒီလောကကြီးထဲမှာမပြောင်းလဲတဲ့ဖခင်တို့နဲ့တူရှိတယ်ဖောက်ပြန်တဲ့ဒီလောကကြီးထဲမှာမဖောက်ပြန်တဲ့ဖခင်တို့နဲ့တူရှိတယ်မူသာဖော်များတဲ့ဒီလောကကြီးထဲမှာသစ္စာရှိတဲ့ဖခင်တို့နဲ့တူရှိတယ်ဒါကြောင့်အာပြန်ပေါဆွဲလန်းလေဂတိထားသောသူသည်ဂတိတော်တိုင်းတတ်နိုင်သည်ဟုအာပြန်စိတ်ဆွဲလန်းတယ်အာမင်ဒါကြောင့်ယုံကြည်ခြင်းဆိုတာစိတ်ထဲရဖြစ်တယ်ရမဟုတ်ဘူးယုံကြည်ခြင်းဆိုတာဖျားစီကလာတဲ့ရာဖြစ်တယ်ဖျားကယုံကြည်ခြင်းကိုဘာနဲ့ပေးလဲစကားသူ့နှုတ်ထွက်စကားနဲ့ဘာဖြစ်လဲပေးတယ်အဲ့ဒီဖျားစကားကတို့အထဲမှာဘာဖြစ်ရမလဲယုံကြည်ခြင်းမျိုးစေ့ပြည့်နဲ့ဘာဖြစ်လဲကြားရယုံကြည်ခြင်းမျိုးစေ့ပြည့်နဲ့ကြားထားတဲ့သူမှာပေါက်လာတဲ့ပင်မှာမျောလင့်ခြင်းဆိုတာဘာဖြစ်လဲရှိတယ်ပြီးတော့အသီးဆိုတဲ့မမြင်သေးသောအရာတိမှန်ဆွဲလန်းရဒါကြောင့်မြင်ရတဲ့အရာတို့ကယုံစရာအကြောင်းမရှိဖျားတကိုးပြရင်တို့ယုံမဲ့ဒါယုံကြည်ခြင်းမဟုတ်ဆုတောင်းလို့လဲသွားလားလဲသွားတယ်အနာရောဂါငြိမ်းလားငြိမ်းတယ်နတ်ဆိုးတွေထွက်လားတို့မြင်လားမြင်တယ်ဒါယုံကြည်ခြင်းမဟုတ်ဒါကတကိုးဖျားကသူ့တကိုးနဲ့လူတွေပေါ်မှာဖျားနာတဲ့သူချမ်းသာစေတယ်နတ်ဆိုးတွေဘာဖြစ်လဲနေထုတ်တယ်လေပြင်းမုန်တိုင်းဘာဖြစ်လဲငြိမ်သက်စေတယ်သိတဲ့သူကိုဒါပေမဲ့ယုံကြည်ခြင်းမဟုတ်အဲ့ဒါကတကူယုံကြည်ခြင်းဟာဖျားကပြောထားတဲ့ဖျားစကားပေါ်ဘာဖြစ်ရမလဲလက်ခံတော်သူဖြစ်ရမယ်အာမင်ဒါကြောင့်ဒီဖျားကိုးကွယ်တယ်လို့ပြောရင်ကိုးဆိုတာကအာကိုအားထားကိုယ်ဆိုတာဘာလဲအကွယ်ကားဖျားကဒိုးအတွက်ဘာဖြစ်လဲအာကိုအားထားဖြစ်သလိုဖျားကဒိုးအတွက်ဘာဖြစ်လဲအကွယ်ကားဖြစ်တယ်ဖျားနဲ့ပတ်သက်ပြီးတော့မှဖော်ပြချက်တွေကျမ်းစာမှာရှိလားအများကြီးရှိတယ်ဒီကျမ်းတစ်ပိုက်ကိုကြည့်အောင်ဖျားနဲ့ပတ်သက်တဲ့ဖော်ပြချက်စာလံ14နော်14ခုမြောက်စာလံအပိုက်ငယ်1ကဲလိုက်ဆိုကြအောင်ဆိုကြအောင်မိုက်တော်သူသည်ထင်တတ်၏ဆွေးမြေ့ယိုယွင်း၍ပြုတတ်ကြ၏ဆိုတော့ဖယားသခင်မရှိဘသူထင်လဲမိုက်တော်သူဆိုတာကတို့နားလေတဲ့မိုက်တော်သူမဟုတ်ဘူးတို့နားလေတဲ့မိုက်တော်သူဆိုတာအချင်းဇာရိတမကောင်းတဲ့သူဒါပေမဲ့ချမ်းစာကပြောတဲ့မိုက်တော်သူဆိုတဲ့အဓိပ္ပာယ်ကစိတ်နှလုံးထဲမှာအမောင်ဖုံးထားတော်သူဘယ်မှာအမောင်ဖုံးနေလဲစိတ်နှလုံးထဲမှာဘာဖုံးထားလဲအမောင်ဖုံးအဲ့ဒီလူဘလို့သူခေါ်လဲမိုက်တော်သူယာဒူဘလောက်ကြီးစိတ်နှလုံးထဲမှာအမောင်ဖုံးရင်ဘလို့သူလဲမိုက်တော်သူလို့ခေါ်တယ်တန်းကြွယ်တထေးဘလောက်ပဲဖြစ်ဖြစ်ပတ်စံဘလောက်ပဲရှိစိတ်နှလုံးထဲမှာအမောင်ဖုံးရင်ဘလို့ခေါ်လဲမိုက်တော်သူလို့ခေါ်တယ်အချင်းစာရိတ္တကောင်းလားကောင်းတယ်သူတော်ကောင်းလို့ခေါ်လားခေါ်တယ်သူတော်စင်ခေါ်ခံလားခေါ်ခံရတယ်ဒါပေမဲ့စိတ်နှလုံးထဲမှာအမောင်ဖုံးဘယ်လိုခေါ်လဲမိုက်တော်သူဒါချမ်းစာရဲ့မိုက်တော်သူဆိုတာကနှလုံးသားထဲမှာအမောင်ဖုံးထားတဲ့သူတွေဖြစ်တယ်အမောင်ဖုံးတဲ့အတွက်ကြောင့်ဖယားကိုသူတို့ဘာဖြစ်လဲမသိဘူးဖယားကိုသိတဲ့ဉာဏ်အလင်းသူတို့မှမရှိဘူးဒီလူတွေအားလုံးဘယ်လိုခေါ်လဲမိုက်တော်သူလို့ခေါ်တယ်တော့ချစ်တော်ညီကောင်မတို့ဖယားနဲ့ပတ်သက်ပြီးဖယားမရှိဘူးလို့ကဘာမောပါပြောတဲ့သူတွေအများကြီးရှိတယ်ဘာသာတရားတော်ရှိတယ်ဖယားကမရှိဘူးသာရဖယားမရှိဘူးဘာသာတရားတော်ရှိတယ်အဲ့ဒီလူတွေကိုဘယ်လိုခေါ်လဲမိုက်တော်သူလို့ခေါ်တယ်နောက်ထပ်ကျမ်းပိုက်လေးကိုထိုးကြည့်အောင်တိကောခန်းကြီး8တိကောခန်း8ငွေ9နဲ့6ကိုအားလုံးဖတ်ကြည့်အောင်ဖယားများရှင်ပြောင်းမှုဆိုသည့်အတိုင်းဖယားဟူ၍အချင်းဖျားသခင်ထဲကအချင်းဖျားသခင်ဖို့လူငါထိုခမဲတော်ဖျားသခင်တပါးဒီသာအချင်းသခင်အားဖြင့်ထိုသခင်ယေရှု
လိုက်ဆိုမဲ့ဖျားများအရှင်များဟုဆိုသည့်အတိုင်းကောင်းကင်ပေါ်မြေကြီးပေါ်မှာဖျားဟူ၍ခေါ်ဝေါ်သမုတ်တော်သူအများရှိတော်လေတချို့ကြတော့ဖျားဆိုတာရှိတယ်အရှင်တွေလည်းရှိတယ်အများကြီးရှိတယ်ဘယ်မှာရှိလဲကောင်းကင်ပေါ်မှာမြေကြီးပေါ်မှာရှိတယ်ကောင်းကင်ပေါ်ဆိုတာကနေလကျဲဂျိုနဲ့နေရီလာရီကျဲရီဂျိုရီနဲ့တွေကိုဖျားများအရှင်များမြကိုးကွယ်တဲ့သူတွေရှိလားရှိတယ်မြေကြီးပေါ်မှာဖျားတွေအရှင်တွေရှိလားအများကြီးပဲအဲ့ဒီဖျားများအရှင်များဆိုတာဘာလဲသစ်ပင်တရိษံလူတောတောင်ရေမြေတဘာဝလူလက်နဲ့လှုပ်တော်အရာတွေကိုဘာလုပ်လဲဖျားများအရှင်များဖြင့်ကိုးကွယ်ဒါကြောင့်ဖျားမရှိဘူးလို့ပြောတဲ့သူတွေရှိသလိုဖျားအများကြီးရှိတယ်ဆိုပြီးတော့မှဖျားအများကြီးကိုကိုးကွယ်တဲ့သူတွေရှိလားရှိတယ်ဒီလူတွေဖျားအများကြီးဘာရောက်ကိုးကွယ်လဲစိတ်နှလုံးထဲမှာအမောင်းဖုံးထားလို့စိတ်နှလုံးထဲမှာအမောင်းဖုံးတဲ့သူတွေကကိုယ်မျက်စိနဲ့မြင်တဲ့အရာကိုဖျားဖြစ်နေကိုးကွယ်တယ်စိတ်နှလုံးထဲမှာအမောင်းဖုံးတဲ့သူတွေကကိုယ်စိတ်နဲ့ထင်တဲ့အရာဖျားဖြစ်မှာဖြစ်လေကိုးကွယ်ဒါချစ်တော်ညီကောင်မတို့ကဘာကြီးပေါ်မှာလူရဲလို့ဖြစ်လာပြီဖျားမရှိဘူးလို့ပြောတဲ့သူတွေရှိသလိုဖျားပေါင်းများစွာကိုးကွယ်တဲ့သူတွေလည်းရှိတယ်ဒါဆိုဖျားလို့ပြောရင်ဘာကြောင့်ဖျားလို့ပြောသလဲနောက်ထပ်ကျမ်းပိုက်ကိုကြည့်အောင်ယေရမိခန်း30ငွေ30ယေရမိခန်း30ငွေ30ဖတ်ကြည့်အောင်မြတ်တော်ထွက်လင်သာသနာပလူတို့အားဖျားဆိုတာဘာနဲ့တွဲလဲဆိုရင်ထာဝရနဲ့တွဲထားတာတွေ့ရတယ်ထာဝရဖျားဘယ်လူတယောက်မှမရှိခင်ရှိတဲ့ဖျားကထာဝရဖျားလူရှိပြီးမှရှိတဲ့ဖျားအများလူရှိပြီးမှရှိတဲ့ဖျားတွေကအများလူတွေခေါ်ဝေါ်သမုတ်ကိုးကွယ်တဲ့ဖျားတွေအများဘယ်လူတယောက်မှမရှိခင်ရှိတဲ့ဖျားကထာဝရဖျားဘယ်နှစုလဲတဆူဒီသောဖျားကဘာပေါ်မှာမိန်းမတွေဘယ်နှယောက်ရှိလဲအများကြီးရှိတဲ့မိန်းမမြင်တဲ့အမေခေါ်လားမခေါ်ဘူးအမေခေါ်ရတဲ့မိန်းမဘယ်နှယောက်လဲတယောက်ကဘာပေါ်မှာယောက်ျားတွေဘယ်နှယောက်ရှိလဲအများကြီးရှိတဲ့ယောက်ျားမြင်တဲ့အဖေခေါ်လားမခေါ်ဘူးအဖေခေါ်တဲ့ယောက်ျားတယောက်အမေဘယ်နှယောက်လဲအဖေဘယ်နှယောက်လဲဖယားဘယ်နှစုလဲတဆူဖယားကများလို့မရအပေါ်စားမဟုတ်ဖယားဆိုတာအပေါ်စားမဟုတ်ပါဇက်ထဲကပြောတိုင်းဖယားဖြစ်တာမဟုတ်ဘူးလက်ကရေးတိုင်းဖယားဖြစ်တာမဟုတ်ဘူးလက်ကလှုပ်တိုင်းဖယားဖြစ်တာမဟုတ်ဘူးဖယားကအပေါ်စားမဟုတ်တို့အဖေလို့ခေါ်တာတို့တဲ့လေးနှမှုရှိတယ်အမေလို့ခေါ်တာတို့တဲ့လေးနှမှုရှိတယ်ဒီတဲ့ဖယားလို့ခေါ်ရင်တို့တဲ့ဘာပြရမလဲလေးနှမှုရှိရဘယ်လူတယောက်မှမရှိခင်ရှိတဲ့ဖယားဘယ်လိုခေါ်လဲထာဝရဖယားထာဝရဖယားဘယ်လိုဖော်ပြလဲမန်တော်ဖယားမန္တာရှိရင်မာရာတွေအများကြီးရှိတယ်ပြီးတော့ဘယ်လိုဖော်ပြလဲအသက်ရှင်သောဖယားအသက်ရှင်တာရှိရင်အသက်မဲ့တာတွေအများကြီးရှိတယ်ဥပမာတရောင်းစားတင်းကျင်းကုန်းမှာသွားတောင်းလားတရောင်းစားတင်းကျင်းကုန်းမှာသွားတောင်းလားတောင်းဘူးတင်းကျင်းကုန်းမှာလူရှိလားလူရှိလားရှိတယ်တင်းကျင်းကုန်းမှာလူရှိတယ်မသာလို့ခေါ်တယ်လူတော့လူပဲဘာမှရှိတော့ဘူးလေအသက်ထွက်သွားတဲ့လူသေးတွေစုဝေးတဲ့နေရာဘာလို့ခေါ်လဲတင်းကျင်းကုန်းလို့ခေါ်အောက်ကူလေးတွေမှာနာမည်ရှိတယ်နော်သူတို့ရဲ့တေဆုံးတဲ့နေ့မွေးတဲ့နေ့အောက်ကူလေးတွေမှာရေးထားတယ်တရောင်းစားလိုက်တောင်းလားမတောင်းတရောင်းစားပဲမှာတောင်းလေမန်တွေအသက်ရှင်တဲ့လူတွေစုဝေးတဲ့ဈေးလမ်းစုံလမ်းကွာရွာတွေမြို့တွေမှာတောင်းတာရှိလားရှိတယ်
အသက်ရှင်တဲ့သူကပေးလို့ရတယ်မရှင်တဲ့သူကပေးလို့မရဂရိဒီမှာရှိတဲ့သူတွေဆရာမင်းကတခုထပ်မေးမယ်ဖယားမှာဆွတောင်းရလားခါကြပြီဖယားမှာဆွတောင်းရလားဖယားမှာဆွတောင်းရလားလုံးဝမရအောင်ဖယားမှာဆွတောင်းလို့မရအောင်အသက်ရှင်တဲ့ဖယားမှာတောင်းရင်ရတယ်အာမင်ဘယ်ဖယားမှာတောင်းအောင်မလဲအသက်ရှင်တဲ့ဖယားငါ့ကိုခေါ်လို့ငါထူးမယ်ထူးတယ်ဆိုတာအသက်ရှိမှထူးလို့ရတယ်ဒီမှာလူတယောက်ဥမာပြောတာဒီမှာလူတယောက်သေးတယ်သေနေတဲ့လူတယောက်ဒီမှာရှိတယ်ဥမာပြောတာသူနဲ့ဒုနဲ့ထူလားသူနဲ့ဒုနဲ့ထူလားအကုန်ထူတယ်သူနဲ့ဒုနဲ့အကုန်ထူတယ်သူမှမျက်လုံးရှိလားဒုမှမျက်လုံးရှိလားသူမှနားရှိလားဒုမှနားရှိလားသူမှပါးစပ်ရှိလားဒုမှရောသူမှလက်တွေခြေထောက်ရှိလားဒုမှလက်တွေခြေထောက်ရှိလားအကုန်တူတယ်မတူတာတစ်ခုပဲရှိတယ်ဘာမတူဘူးလဲသူ့ထဲမှာအသက်မရှိဘူးတို့ထဲမှာအသက်ရှိတယ်တို့အားလုံးသူ့ကြည့်မြင်လားတို့မြင်လားသူတို့မြင်လားမမြင်ဘူးမျက်လုံးရှိလားမျက်လုံးရှိတယ်မမြင်တော့မျက်လုံးရှိလို့မြင်တာမဟုတ်ဘူးအသက်ရှိလို့မြင်တာပါးစပ်ရှိလို့စားတာမဟုတ်ဘူးအသက်ရှိလို့စားတာနားရှိလို့ချားတာမဟုတ်ဘူးအသက်ရှိလို့ကြားတာတော့ချမ်းမိုက်တစ်ပိုက်ကိုလိုက်စို့ဖယားသခင်သည်ကောင်းကင်ဘုံကကြည့်ရှု၍လူသားအပေါင်းတို့ကိုမြင်တော်မူ၏ဖယားဘယ်ကကြည့်လဲကောင်းကင်ကကြည့်လူဘယ်နှယောက်မြင်လဲလူသားအပေါင်းကဘာပေါ်ရောက်တဲ့လူသားအားလုံးဖယားမြင်ဘူးလားမြင်ဘူးတဲ့တို့မြင်ဘူးတဲ့သူတိတ်မရှိဘူးတို့ရက်ွက်ထဲမှာနေတဲ့လူတော်တို့အကုန်ပါဖြစ်လေမမြင်ဘူးဒါပေမဲ့ဖယားသခင်မမြင်ဘူးတဲ့သူတယောက်မှမရှိကောင်းပြီတို့အောင်လို့ပေါ်မောကြီးဖယားမြင်လားမြင်လားဒါဘယ်သူရှင်လဲဖယားရှင်တယ်ဘယ်သူသေးလဲဒီမှာထိုင်တဲ့သူအားလုံးသေးတယ်ဆရာလည်းပါတယ်အဲ့ဘာသေးခြင်းလဲဝိညာဉ်ရေးရသေးခြင်းအပြစ်တရားရခသည်ဘာဖြစ်လဲသေခြင်းသေခြင်းရဲ့အဓိပ္ပာယ်ဘာလဲကင်းကွာခြင်းသေခြင်းဘယ်နှမျိုးရှိလဲ၃မျိုးရှိတယ်ယေရှုပါးစပ်ထဲမှာ2မျိုးဖော်ပြတယ်ဗျာဒိတ်ကျမ်းထဲမှာ1မျိုးဖော်ပြတယ်တပည့်တော်တယောက်ကယေရှုတောင်းဆိုတယ်ကျွန်တော်အဖေကိုတကြိုပြစေဒီကမှာယေရှုသူဘာပြန်ပြောလဲလူသေးတို့သည်လူသေးတို့ကိုတကြိုပါလိမ့်စေလူသေးဘယ်နှမျိုးလဲ2မျိုးလူသေးတို့သည်ဆိုတော့ဘုရားပြောတာလေခန္ဓာအသက်တော်ရှိတယ်ဘယ်သူနဲ့ကင်းကွာနေလဲထာဝရဘုရားလူကိုဖန်ဆင်းတဲ့ထာဝရဘုရားနဲ့ကင်းကွာတဲ့သူရှိလားအဲ့ဒါသေသောသူလို့ခေါ်တယ်ဝိညာဉ်ရေးရဘာဖြစ်လဲသေသောသူနောက်ထပ်လူသေးဆိုတာဘာလဲအသက်နဲ့ခန္ဓာကင်းကွာတဲ့ဘာဖြစ်လဲလူသေးဒါကြောင့်ယေရှုပြောတဲ့လူသေး2မျိုးလူသေးတို့သည်လူသေးတို့ကိုတကြိုပါလိမ့်စေနောက်ထပ်1မျိုးကဘယ်မှာပါလဲဆိုဗျာဒိတ်ကျမ်းမှာပါအသက်စာဆောင်ထဲမှာတဲ့စိတ်ရင်းဝင်သောသူရှိသမျှကဲ့နှင့်လောင်သောမီးငရဲအိမ်ရောက်မယ်ထိုသေခြင်းသည်ဘာသေခြင်းလဲဒုတိယသေခြင်းထာဝရသေခြင်းတော့ချစ်တော်ညီကောင်မတို့ဖယားကဘလို့ဖယားလဲအသက်ရှင်တဲ့ဖယားအသက်ရှင်တဲ့ဖယားကလူကိုဖန်ဆင်းကြတဲ့ကဘာပေးထားလဲအသက်ပေးထားတယ်မြေမုတ်ကိုယူတယ်ဇီဝအသက်ကိုမုတ်သွင်းတယ်လူသည်ဘလို့တော်လဲသေသောတော်လားရှင်သောတော်လားရှင်သောတော်အသက်ရဲ့ရှင်ကဘာလို့လဲဖယားသခင်ဆရာအိဘနာမှာနော်အခြားဘာသာဝင်အမျိုးသမီးတယောက်ရှိဆရာရဲ့ရန်ခင်သူအသက်ကြီးမှသူအိမ်အောင်ကြတယ်သားလေးတယောက်ရသူသားလေးရတဲ့တက်ကြီးလာတဲ့ကမှစီးပွားရေးလုပ်တယ်ငွေရှိတယ်တနေ့အမကယောဂတခုရတယ်စစ်ဆေးကြည့်တော့ကင်ဆာယောဂဖြစ်အဆင့်ကတော်တော်မြင့်နေပြီမြန်မာပြည်မှာရှိတဲ့ဆရာဝန်ပြတယ်မပြောက်ဘူးဒါနဲ့စင်ကာပူမှာလာပြတယ်
စင်ကာပူမှာရှိတဲ့နော်ဆေးဥမှာလာပြတယ်မြန်မာငွေ3,400ကုန်လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်လောက်ကမြန်မာငွေတန်ဖိုးရှိတယ်3,400ကုန်ခံပြီးတော့မှစင်ကာပူမှာပြတယ်မြန်မာပြည်ပြန်ရောက်တယ်ဆန်းနဲ့ရန်ခင်တော့ तू ကအိမ်ရောက်လာ तू ဘာပြောလဲငါမောင်တဲ့မကြခင်အမသက်ထွက်တော့မယ် तू ဘာပြောလဲမကြခင်အမအသက်ဘာဖြစ်လဲထွက်တော့မယ်အတိတ်ပြပါလဲ तू သေးတော့မယ်ဒါနဲ့သူ့ဆရာပြန်မိကွန်းထုတ်တယ်အမစောစောပြောတဲ့စကားကျွန်တော်နားထောင်ကြည့်တဲ့အခါမှာအမဘာပြောလဲငါမောင်မကြခင်အမဘာဖြစ်လဲအသက်ထွက်တော့မယ်လို့အမပြောတယ်အမကိုမင်းကွန်းလေးတစ်ခုကျွန်တော်မေးပြစီအမဖြေကြည့်ပါအမအထဲကိုအသက်ဘယ်လိုဝင်ထားသလဲထွက်ကအရင်လားဝင်ကအရင်လားထွက်ပြီးမှဝင်တာလားဝင်ပြီးမှထွက်တာလားဘယ်လိုဝင်ထားသလဲအမအထဲမှာအသက်ဘယ်လိုဝင်ထားသလဲဒီကနေ့ကဘာပေါ်မှာရှိတဲ့လူတိုင်းအသက်ရှိလားဘယ်လိုဝင်ထားသလဲအဲ့ဒီမေကွန်းမေးတဲ့ခါမှာသူ့အဖြေမရှိဗမာပြည်မှာမြောက်များစွာသောသူတွေအဖြေမရှိကဘာပေါ်မှာမြောက်များစွာသောသူတွေအဖြေမရှိအသက်ရှိပေမဲ့အသက်ဘယ်လိုဝင်တယ်ဆိုတဲ့အဖြေမရှိလောကဘတ်တော်မှာရှိလားရှိတယ်ဖះဘာလုပ်လဲမြေမုတ်ကိုယူတယ်သူ့နှာခေါင်းထဲကိုဘာသွင်းလိုက်လဲဇီဝအသက်ကိုပုတ်သွင်းတဲ့အခါမှာလူဒီအသက်ရှင်သောတတဝါအသက်ရဲ့အရှင်ဘယ်သူလဲထာဝရဘုရားဘယ်လူတယောက်မှမရှိခင်ရှိတယ်ဘုရားထာဝရဘုရားတဆူဒီသောဘုရားလူကိုဖန်ဆင်းတဲ့အခါမှာကောင်းကင်တမန်နဲ့တူအောင်မဖန်ဆင်းဘူးလူကိုဖန်ဆင်းတဲ့အခါမှာတရိษံနဲ့တူအောင်မဖန်ဆင်းတော့လူကိုဖန်ဆင်းတဲ့အခါမှာဘသူနဲ့တူအောင်ဖန်ဆင်းတာလဲဖခင်ကသူ့ပုံတရံတော်နဲ့အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပထမဆုံးလူယောက်ျားကိုဖန်ဆင်းတယ်သူ့မှာနာမည်ရှိလားလူယောက်ျားမှာနာမည်ရှိလားဘသူပေးလဲဖခင်ကပေးတာဖခင်ပေးဖခင်သူဟိတ်ကောင်လို့မခေါ်ဘူးဘာဘယ်လိုခေါ်လဲအာဒံအငါမောင်းတဲ့တက္ကစီမောင်းမတယောက်ပေါ့သူကောက်ဆရာစီးတဲ့ခါမှာသူကပြောပြတက္ကစီမောင်းမတယောက်ကျွန်တော်ကောက်ကိုတဲ့အစိုးရအရာရှိတယောက်ငါစီးဘူးတယ်သူနဲ့အဲ့ဒီအရာရှိကစကားများတယ်ဘာကြောင့်များသလဲဆိုတော့ तू မပြောဘူးစကားများတယ်ဒါနဲ့အဲ့ဒီအရာရှိကသူ့ကိုမေးခွန်းတစ်ခုထုတ်တယ်မင်းကဘာကောင်းလဲဆိုတော့သိလားတဲ့ဘယ်သူကမေးလဲအရာရှိကကားမောင်းသမားနော်အငါးမောင်းသမားမေးခွန်းထုတ်တယ်မင်းကဘာကောင်းလဲဆိုတော့သိလားတဲ့ဒါနဲ့အငါးမောင်းတဲ့တက္ကစီသမားကချက်ချင်းဖြေတယ်ချက်ချင်းသူဖြေကျွန်တော်သိတယ်တဲ့ခမရခွေးကောင်တဲ့စိတ်ဆိုးလားရဲစိတ်ဆိုးတယ်မင်းကဘာရောက်ခွေးကောင်လို့ပြောလဲခမရမေးတဲ့မိကွန်းခမရပြန်စဉ်းစားကြည့်လေငါဘယ်သူဖြစ်တယ်လဲလို့ခမရမေးတာမဟုတ်ဘူးငါဘာကောင်ဖြစ်တယ်လဲလို့မေးတော့ကျွန်တော်ထင်တဲ့ကောင်ပြောလိုက်တာတဲ့လူဆိုတာအကောင်မဟုတ်လူဆိုတာနာမည်ရှိလားရှိတယ်နာမည်ရှိဘာလို့လို့ရလဲခေါ်လို့ရတယ်မတ်ပုံနေရှိလား passport ရှိလားမျိုးရိုးရှိလားတကောင်စင်းရှိလားရှိတယ်ဘယ်မှာပတ်စံထက်လို့ရလားဘယ်မှာပတ်စံထက်လို့ရတယ်လီဖုန်းဆက်လို့ရလားရတယ်ဟယ်လိုဘယ်သူလဲငါအကောင်ပြောလို့မရဟယ်လိုဘယ်သူလဲငါအကောင်မရလားမရဘူးလူမိုင်းဘာနဲ့ဖြေရလဲနာမည်နဲ့ဖြေတာခွေးတယ်လီဖုန်းဆက်လားဘယ်ခွေးတကောင်မှကဘာမှတယ်လီဖုန်းမဆက်ဘူးခွေးဘယ်မှာပတ်စံထဲလားဘယ်ခွေးတကောင်မှဘာမှပတ်စံမထဲဘူးတရိษံတွေရဲ့နာမည်မလို့ဘာကြောင့်မလို့လဲတဘွားပဲရှိတယ်သူတို့မှငရဲဆိုတာမရှိဘူးသူတို့မှကောင်းကင်ဆိုတာမရှိသူတို့မှနောင်တမလွန်ဆိုတာမရှိဒီမှာထင်တဲ့သူတွေအားလုံးကတရိษံလားလူလားလူတရိษံမင်းအသက်ရှင်ဖို့ဘာလို့ရလဲအစာသူတို့စားမဲ့အစာရှိသူတို့ရှင်လို့ရတယ်ခွေးတွေစုပြီးဖျားရှိခိုးလားခွေးတွေစုပြီးဖျားရှိခိုးတယ်မတွေ့ရခွေးတွေစုပြီးတရားနာတာရှိလားမရှိဘူးတရိษံမင်းဖျားတရားနဲ့ရှင်စရာမလိုဘူးသူတို့ဘယ်နှဘွားပဲရှိလဲတဘွား
သူတို့မှငရဲတို့ကောင်းကင်တို့မရှိဒီမှာထိုင်တဲ့သူတွေအားလုံးဆရာပါဝင်တို့ကတရိษံလားလူလားချင်းသေးလားချင်းသေးထပ်မင်းမယ်လူမှန်ရင်ဘိုက်တဲမှာဘာရှိရမလဲအစာရှိရမရှိလို့မရအစာရင်ရှိထားပြီးသားဘာထည့်ရလဲအစာထည့်ဒါပေမဲ့လူတယောက်ကဘိုက်တဲမှာအစာရှိဖို့တဲ့လူစိတ်နှလုံးထဲမှာဘာရှိရမလဲတို့လူတွေရဲ့စိတ်နှလုံးထဲမှာဘာရှိရမလဲဘာရှိရမလဲဖယားတပည့်ဘာရှိရမလဲဖယားနောက်ဘာရှိရမလဲတရားဖယားတရားဘာဖြစ်လဲရှိရလူမှန်ရင်ဘိုက်ထဲမှာအစာရှိရမယ်စိတ်နှလုံးထဲမှာဖယားတရားရှိရမယ်ဖယားတရားမရှိဘာနဲ့တူလဲကျမ်းစာထဲမှာအဖြစ်ပါထားပြီးသားလိုက်ဆိုမယ်တရိษံသဘောရှိသောသူတို့နားလေကြလို့ဘာသဘောလဲတရိษံလူရဲ့လို့ဖြစ်လာပြီးဖယားတရားဆိုတာမရှိဘူးဆိုရင်တရိษံသဘောရှိသောသူဖြစ်တယ်ဒါလူရဲ့အစဘာနဲ့စလဲသာရဖျားဖယားကသူ့ဘာလုပ်လဲဇီဝအသက်ကိုမုတ်သွင်းတယ်နာမည်ပေးတယ်နောက်ထပ်ဘာပေးလဲနေရာပေးတယ်ဘလို့နာမည်ခေါ်လဲအေဒင်ဦးရေလူကဖယားကိုနေရာချတာလားဖယားကလူနေရာချတာအခုဘသူကဘသူပြန်ချလဲတောင်းမှထားရင်ဘယ်မှာနေရလဲတောင်းမှခလင်မှထားရင်အောက်မှထားရင်ဘသူကဘသူနေရာပြန်ချလဲဆိုတော့အတဲ့လားပြောင်းပြန်လားပြောင်းပြန်လူတယောက်ကအတဲ့ကိုလက်မခံရင်ပြောင်းပြန်ကိုလက်ကိုခံရလူတယောက်ကအမှန်ကိုလက်မခံရင်အမားကိုလက်ကိုခံရတယ်လူတယောက်ကအစစ်ကိုလက်မခံရင်အတုကိုလက်ကိုခံရတယ်ဒါဖယားနာမည်ပေးတယ်နေရာပေးတယ်နောက်ထပ်ဘာပေးလဲဘာပေးလဲအစာလူမိုင်းစားဆရာအစာလိုလားလိုတယ်စားပင်ပေးတရိษံဒီအဒီဦးမှာရှိတယ်တာရတာရင်ရှိတယ်တရိษံတွေဘာလို့လဲအစာမြက်ပင်အဒီဦးမှာလူနဲ့တရိษံအတူနေလို့ရလားရတယ်ဘာဖြစ်လို့ရလဲအသားမစားလို့တရိษံကဘာစားလဲမြက်ပင်လူကဘာစားလဲစားပင်အသားမစားတဲ့အတွက်ကြောင့်အတူနေလို့ဘာဖြစ်လဲရတယ်အခုနေလို့ရလားဘယ်ရမလဲကြွတွေ့ရင်လည်းဘာဖြစ်လဲရိုက်စားဖားတွေ့ရင်လည်းဘာဖြစ်လဲရိုက်စားမွေတွေ့ရင်လည်းသူဦးသူစားကိုဦးဘာဖြစ်လဲကိုစားဖန်ဆင်းစားအချိန်မှာလူနဲ့တိရစ္ဆာန်နေလို့ရလားရတယ်ဆိုတော့နာမည်ရှိသွားပြီနေရာရှိသွားပြီအစာရှိသွားပြီနောက်ထပ်ဘာပေးလဲဘာပေးလဲရန်ကြီးကြည့်တဲ့ဥစ္စာအသက်ရှင်ရမယ့်တရားဘာဖြစ်လဲပေးတယ်ဥယျာဉ်အလယ်မှာအသက်ပင်ရှိတယ်ကောင်းမကောင်းတိကျွမ်းအပင်ရှိတယ်အသက်ပင်စားလို့ရတယ်ဖယားနဲ့ဆိုင်ထားတဲ့အတွက်ကြောင့်အသက်ပင်အသီးကိုစားလို့ရဒါပေမဲ့ကောင်းမကောင်းပင်အသီးကိုမစားရစားသောနေ၌ဧကမံတရားဘုသူစကားလဲဖယားစကားအဲ့ဒီအချိန်မှာဘသူပဲရှိသေးတယ်ယောက်ျားတစ်ယောက်ပဲရှိသေးတယ်ယောက်ျားတစ်ယောက်ပဲအာရန်တစ်ယောက်ပဲရှိတဲ့အချိန်မှာဘုရားပြောတာကောင်းမကောင်းပြီဒီမဆိုင်စားရင်သိမယ်အသက်ရှင်ရမယ့်တရားပေးတယ်နောက်ထပ်ဘာပေးလဲဘုရားဘာပေးလဲယောက်ျားဒီတစ်ယောက်တည်းနေမကောင်းလားမနေကောင်းလားတချို့ဆရာပြောဘူးတဲ့ယောက်ျားဒီတစ်ယောက်တည်းနေမကောင်းတဲ့ဆိုတော့ဘိုက်နာသူတို့ခေါင်းနာသူဖြစ်နေတာမိမရမှာဘာဖြစ်လဲချမ်းသာသွားတယ်တဲ့နော်တချို့ယောက်ျားတွေကမိမမရှိဘာဖြစ်လဲခဏခဏဖျားတယ်မိမရမှာဘာဖြစ်လဲချမ်းသာတယ်ဆိုတော့တစ်ဖက်ကကြည့်ဟုတ်တယ်လို့ထင်ရတယ်နော်ဒါပေမဲ့ဖျားပြောတာကနေမကောင်းလားမနေကောင်းလားယောက်ျားစီတယောက်တည်းမနေကောင်းသူ့အတွက်ထောက်မှလို့ဘယ်လိုသိလဲဘုရားသိအာရန်သိလားဘုရားသိလားဘုရားသိဒါမိန်းကလေးတွေလိုက်မစိုးနဲ့ယောက်ျားလေးမှန်မြဆန္ဒကလိုက်ဆိုတွင်းနိုင်သည့်ကာလတွင်မိန်းမရှာကြလို့ပါလားတပိုက်မှမရှိ
မိမရှာဆိုတဲ့ကျမ်းမတပိုက်မှမရှိမိမလိုရဲဆိုတော့ဘယ်လိုသိလဲဘုရားသိနောက်တစ်မျိုးလိုက်ဆိုမယ်ယောက်ျားလေးတွေနော်မိန်းကလေးမဆိုနဲ့ရှေ့ဦးစွာမိမရှာကြလို့ပါလားမပါဘူးရှေ့ဦးစွာဘာရှာမလဲနိုင်ငံတော်နဲ့ဘာမှချင်းမိမလိုရဲဆိုတော့ဘယ်လိုသိလဲဘုရားသိယောက်ျားအိမ်တော်ဦးစီးဖျားရှိတဲ့ယောက်ျားဖြစ်ရမယ်တရားရှိတဲ့ယောက်ျားဖြစ်ရမယ်ဖျားတရားရှိထားပြီးမှဖျားပါပြီလေမယားဖျားမယားမဟုတ်ဖျားတရားပြီးမှဘာလာလဲမယားဒီကနေ့အိမ်တော်ဦးစီးမန္တမဟာဖျားတရားရှိတော်သူပါပြီလေဖြစ်ရမယ်အဲ့ဒါမှကိုယ့်ရဲ့မိန်းမကိုတမန်တရားနဲ့အညီတွင်တင်လို့ရမယ်ကိုယ့်ရဲ့သားသမီးတွေကိုတမန်တရားနဲ့ညီတွင်တင်လို့ရမယ်ကိုယ်တိုင်ဖျားတရားမရှိကိုမိမကိုခဏခဏရံဖြစ်မယ်သားသမီးတွေကကိုဘာဖြစ်လဲပြန်ပြီးတော့အော်မယ်မိဘစကားသူတို့ဘာဖြစ်လဲနားမထောင်ဘူးဘာကြောင့်ကိုတိုင်ကဖျားစကားနားမထောင်တဲ့အတွက်ကြောင့်ကိုသားသမီးကလည်းကိုစကားနားထောင်စရာအကြောင်းမရှိဘယ်သူမပြုမိမ့်ပြီးမှုဒါကြောင့်လူရဲ့အစာကိုကြည့်လိုက်ရင်ဘာနဲ့စထားလဲဖျားထာဝရဖျားထာဝရဘုရားကလူဘာဖြစ်လဲစထားတယ်ပြီးတော့မှယောက်ျားနဲ့မိန်းမဘုရားဘာပြောလဲအချင်းတို့များပြားစွာဝေးဖွာကြလော့ဘုရုစကားလဲဘုရားစကားရောက်ပြီးမှမွေးလို့ရတယ်ဘုရားစကားမရောက်ရင်မွေးလို့မရဘူးယောက်ျားနဲ့မိန်းမတို့ရှိနေပြီဖိုမဆက်ဆံနေပြီဒါမှကလေးမရအောင်ကလေးဆိုတာဘုရားကပေးမှဘာဖြစ်လဲရတာလူကလူကိုလှုပ်လို့မရအောင်ဖျားကလုံးမလူဖြစ်တာတို့အထင်နဲ့ငါအိမ်တော်ကျွတ်လိုက်ကလေးတွေအများကြီးမွေးမယ်ဒါတို့တော်များအလူနာလေအဆောက်ပြန်ကြည့်လိုက်အချင်းတို့များပြားစွာဝေးဖွာကြလော့ဖျားစကားရောက်ပြီးမှဝေးတယ်ဘာနေ့လို့ခေါ်လဲဆိုရင်မွေးနေ့ကဘာပေါ်မှာရှိသမျှလူတွေအားလုံးကနေ့တစ်နေ့ပဲရှိရမယ်အဲ့ဒီကဘာနေ့လဲမွေးနေ့သေနေ့ဆိုတော့မရှိရအောင်တော့သေနေပါရောက်ရှိလေနောက်ထပ်စကားရှိတယ်စားသောနေ့၌ဧကမံသေရမည်ဘုသူစကားလဲဖျားစကားရှိလို့သေတာဖျားစကားမရှိမသေဘူးဆိုတော့ကောင်းကင်ကကြားတဲ့စာတန်ဘသူစီသွားလဲအာဒံစီမသွားဘူးအေဝါစီသွားတယ်အေဝါဆိုလက်စားတယ်ဥယျာဉ်ထဲမှာရှိတဲ့ပင်မစားဘူးလို့ပြောလားအေဝါဘာပြန်ပြောလဲမပြောပါဘူးတဲ့ကောင်းမကောင်းပြင်အသီးကိုမကိုင်းမစားရဖျားပြောတဲ့စကားတွေမှာမကိုင်းပါလားမပါဘူးသူဘာထည့်လိုက်လဲအေးတော့ကဘာပေါ်မှာမိမတချို့ဘာရှိလဲရှားရှိတယ်ဒီမှာရှိတဲ့မိန်းကလေးကိုဆရာပြောတာမဟုတ်တော့တရားနာထောင်မိမတချို့လို့ဆရာပြောတာငါ့ကိုဆောင်းပြောတယ်ထင်မှာဆိုလို့ဖျားကမစားရပဲပြောတာသူဘာပူသွားလဲမကန်စာရန်တီးတယ်ဖျားစကားသိကြနှလုံးမသွင်းမှသိတော့စားရင်မသိဘူးတဲ့ဘသူနဲ့တူမှာဆိုလို့လေဖျားကသူနဲ့တူမှာဆိုလို့မစားခိုင်းတာနားထောင်လို့ကောင်းလားကောင်းတယ်စာရန်စကားဟာနားထောင်လို့ကောင်းတယ်နားတဲ့ဘာဖြစ်လဲသွင်းလိုက်တယ်ပြီးမှမစားရဆိုရင်ဒီပါဇက်ထဲသွင်းတယ်ပါဇက်တဲ့သွင်းတာရင်လားနားတဲ့သွင်းတာရင်လားနားတဲ့သွင်းပြီးမှဗိုက်တဲ့သွင်းလဲပါဇက်တဲ့သွင်းပြီးတော့ဘယ်သူသွားချွေးလဲအေးသူယောက်ျားလူယောက်ျားအာဒံဘာဖြစ်လဲသွားချွေးအာဒံစားလားဘယ်သူစကားနားထောင်မှုစားလဲအေးယောက်ျားတချို့ဟာဖယကလားမယကလားနော်ယောက်ျားတချို့ဒီမှာရှိတဲ့ယောက်ျားတွေပြောတာမဟုတ်ဖယားကိုကြောက်အောင်မစားဘယ်သူပြန်ကြောက်နေလဲမယားကိုကြောက်တယ်မယားကိုကြောက်တော့ဘယ်သူစကားနားထောင်လဲမယားစကားနားထောင်တယ်မယားကိုချစ်တော့မယားစကားဘာဖြစ်လဲနားထောင်ချစ်ရမယ်ကြောက်ရမယ်ဖယားပေါ်မှာအချိန်မပြုတ်ပဲနဲ့မျက်စိနဲ့မြင်ရတဲ့မယားကိုချစ်တယ်မယားကိုဘာဖြစ်လဲကြောက်တဲ့အတွက်ကြောင့်အာဒံဟာဖယားစကားကိုပယ်ပြီးတော့မှမယားပြောတဲ့စကားကိုအရင်ဆုံးဘာလုပ်လဲနားထောင်ပြီးပါဇက်ထဲကိုဘာဖြစ်လဲသွင်းလိုက်တယ်ဒါကြောင့်ကဘာပေါ်မှာတရားတစ်မျိုးဖြစ်လာတယ်ဘာတရားလို့ခေါ်လဲအပြည့်တရားလိုက်ဆို
ဤเจ้าရာဟုမူကားအပြစ်တရားသည်တယောက်သောသူအဖြစ်ဤလောကသို့ဝင်၍လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်သေခြင်းသို့ရောက်ရကြ၏လူဘယ်နှယောက်လဲလူအပေါင်းဘာရှိလဲအပြစ်ရှိဘာရောက်လဲသေတယ်ဒါကြောင့်အပြစ်ကိုစကလုံးသုံးလုံးနဲ့ထပ်ထွေးထားတယ်ထပ်ပြောမယ်နော်အပြစ်ကိုစကလုံးတစ်လုံးလဲသုံးလုံးလိုက်ဆိုမယ်ရောက်လိုက်ဆိုမယ်ရောက်ရှိလို့ကဲဆိုကြည့်အောင်ရောက်ရှိလို့ရောက်ဆိုတာဘာလဲအပြစ်ရောက်ရှိဆိုတာဘာလဲအပြစ်ရှိလို့ဆိုတာဘာလဲအပြစ်လို့တန်ဆိုမယ်အပြစ်ရောက်အပြစ်ရှိအပြစ်လို့ကဲဆိုကြည့်အောင်အပြစ်ရောက်အပြစ်ရှိအပြစ်လို့အပြစ်လို့တာရင်လားအပြစ်ရှိတာရင်လားအပြစ်ရှိတာရင်လုံးလို့ရှိတာလားရှိလို့လောက်တာလားရှိလို့လောက်တာဒါဆိုမလောက်ရင်ရှိလားမလောက်ရင်ရှိလားရှိထားပြီးသွားပြီမင်းဘာမှအပြစ်မလောက်ရင်လည်းအပြစ်ရှိထားပြီးပြီဘာရောက်ရှိလဲရောက်ဘသူစီယာရောက်လာပထမဆုံးလူဖယားစကားနမ်တော်အာရန်ရဲ့နမ်တောင်ကြီးတော့ဒုစီဘာရောက်လာလဲအပြစ်ရောက်ရင်ဘာရှိလဲအပြစ်ရှိအမိဝါမကလေးကတို့ကဘာရှိနေပြီလဲအပြစ်ရှိနေသေတယ်ဆိုတာကအပြစ်လုပ်လို့သေတာမဟုတ်အပြစ်ရှိလို့သေတာလုံးနဲ့မတွဲဘူးရှိနဲ့တွဲထားတယ်တခိုးတနည်းသေးလားအလုံးပြေတနည်းသေးလားဘိန်းစားတနည်းသေးလားပြည့်တစားတနည်းသေးလားဘာဖြစ်လို့သေးလဲမှန်တယ်ဘိန်းရှူလို့အရက်တောက်လို့ပြည့်တစားလုပ်လို့သေးတာမဟုတ်ဘူးအပြစ်ရှိလို့သေးတာလက်ခံလားထမင်းမသူတော်ကောင်းသေးလားသူတော်စင်သူတော်မြတ်ဘာဖြစ်လို့သေးလဲဒါပဲအထူးတူပဲတခိုးဘိန်းစားပြည့်တစားအပြစ်ရှိလို့သေးတယ်သူတော်ကောင်းသူတော်စင်သူတော်မြတ်အပြစ်ရှိလို့ဘာဖြစ်လဲသေးတယ်မတူတာရှိလားမတူတာရှိတယ်တခိုးဘိန်းစားပြည့်တစားအပြစ်လုပ်တယ်သူတော်ကောင်းသူတော်စင်သူတော်မြတ်အပြစ်မလုပ်ဘူးလောက်တာမလောက်တာလို့ဘာဖြစ်လဲမတူဘာတူလဲရှိအပြစ်ရှိရင်အပြစ်စီရင်ခံရမယ်အပြစ်လုပ်လို့ခံရတာမဟုတ်အပြစ်ရှိလို့စီရင်ခံရမှာစီရင်မဲ့ဖျားရှိလားရှိတယ်ကောင်းကင်ဘုံနဲ့၎င်းမြေကြီးပေါ်နဲ့၎င်းစီရင်ပိုင်သောခွင့်ကိုရှိမှငါဘာဖြစ်လဲခံရပြီတော့ချစ်တော်ညီကိုမောင်နှမတို့အားလုံးမှာနေ့နဲ့နေ့ပဲရှိတယ်ဘာနေ့နဲ့ဘာနေ့လဲဝေးနေ့နဲ့သေနေ့ဝေးနေ့ကိုဘာနဲ့တွဲထားလဲအပြစ်ကျွန်ုပ်ဒီမွေးစားကပင်ဘာပါလဲအပြစ်သေနေ့ကိုဘာနဲ့တွဲထားလဲစီရင်ခြင်းလူဒီတခါတည်းသေ၍ထိုးနောက်မှာဘာခံမလဲစီရင်ခြင်းယာဒုဘလောက်ကြီးကြီးသေသောသူမိုင်စီရင်ခံရမယ်တန်းကြွယ်တထေဘလောက်ပဲဖြစ်ဖြစ်သေသောသူမိုင်ဘာခံမလဲစီရင်ခြင်းအချင်းစာရိတ္တဘလောက်ပဲကောင်းကောင်းသေသောသူမိုင်ရင်စီရင်ခြင်းခံရတော့ကိကဘာပေါ်ရောက်တဲ့လူသားတိုင်းဟာမွေးကလေးအပြစ်ပါထားတဲ့အတွက်ကြောင့်သေတဲ့နေ့ဟာအပြစ်စီရင်ခံကိုခံရမှာဖြစ်တယ်ဝမ်းမြောက်စရာကောင်းတာကကဘာပေါ်မှာလူတစ်ယောက်ရှိတယ်သူ့နာမည်ကယေရှုသူ့မှာနေ့ဘယ်နေ့ရှိလဲ3နေ့သူကနေ့3နေ့ရှိတယ်တနေ့ကဘာနေ့လဲမွေးနေ့နောက်တနေ့ကဘာနေ့လဲသေနေ့နောက်တနေ့ကဘာလဲရှင်ပြန်ထမြောက်ရာနေ့တို့မှာ2နေ့ပဲရှိတယ်ယေရှုမှာ3နေ့ရှိတယ်ရှင်မသက်နော်21ကိုဖတ်ကြည့်အောင်ရှင်မသက်ခိုင်းတဲ့21အားလုံးဖတ်ကြည့်အောင်ဆိုတော့ကဘာပေါ်မှာဖယားပွင့်ဆိုတာကြားဘူးလားကြားဘူးတယ်နော်လူကတရားချစ်ပြီးတော့မှဖယားဖြစ်ရင်ဘယ်လိုခေါ်လဲပွင့်လို့ခေါ်တယ်ဒါပေမဲ့ကျမ်းစာကဘာပြောလဲကြွပွင့်တာမဟုတ်ကြွလောကဝမ်းမြောက်ဖယားကြွလာ
လိုက်ဆိုမယေရှုခရစ်သည်အပြည့်ရှိသောသူတို့ကိုကယ်တင်ခြင်းငှာဤလောကသို့ကြွလာတော်မူ၏ငကိုယ်တည်းရှိလားရှိထားပြီးသားကောင်းကင်မြေကြီးစัจ java လာနဲ့လူမရှိခင်ဖယားကရှိထားပြီးသားအဲ့ဒီထာဝရဘုရားလူကိုဘာဖြစ်လဲဖန်ဆင်းတဲ့ဘုရားအဲ့ဒီဖယားရဲ့စကားနားမလို့လူမှာဘာရှိလဲအပြစ်ရှိတယ်အဲ့ဒီအပြစ်ရဲ့ပြဿနာလူကဖြေရှင်းလို့မရတော့ဘယ်သူဖြေရှင်းမှရမလဲဘုရားဘာကြောင့်လဲဆိုဘုရားအစပြုထားတာသူကအစပြုရင်အဆုံးတိုင်အောင်ပို့ရမယ်အဆုံးတိမပို့နိုင်အစမပြုအောင်သူကအစပြုရင်အဆုံးတတ်ရမယ်အဆုံးမတတ်နိုင်ရင်အစမပြုအောင်ဒါဘုရားကလူဖန်ဆင်းတဲ့ကောင်ယူချက်ရှိလားရှိတယ်တို့လူကိုဘုရားဘာရောက်ဖန်ဆင်းလဲတို့လူကိုဘုရားဘာရောက်ဖန်ဆင်းလဲယူချက်ရှိလားရှိပန်ကာလုတ်တဲ့သူရှိလားရှိတယ်နော်ဘာယူချက်နဲ့လုတ်လဲပူတဲ့ခါအေးလို့မီးလုတ်တဲ့သူရှိလားဘာယူချက်နဲ့လုတ်လဲမောင်ရချမလင်းဒါဆိုမီးမယူချက်ရှိလားမရှိဘူးလုတ်တဲ့သူမှာယူချက်ရှိပန်ကာမှာယူချက်ရှိလားလုတ်တဲ့သူမှာတို့ဘယ်သူဖန်ဆင်းတာလဲဒါဆိုယူချက်ဘယ်မှာရှိလဲတို့လူမှာလုံးဝမရှိဖះမှာရှိတယ်တို့ဖះလူဖြစ်နေဘာရောက်ဖန်ဆင်းလဲဘာရောက်ဖန်ဆင်းလဲနံပါတ်1တရားမှတ်တာချစ်လို့ဘာရောက်ဖန်ဆင်းလဲချစ်လို့ချစ်ဖို့သူကဘယ်လိုဖះလဲချစ်ချင်းမြတ်တာဖះသခင်ဒီဘာဖြစ်တော်မူလဲချစ်ချင်းမြတ်တာတို့ချစ်လို့ဘာဖြစ်လဲချစ်ဖို့ဖန်ဆင်းတာအနိစ္စဆုံးမင်းကိုမင်းမနော်တရားဖြစ်နော်တို့မိဘတွေတို့မွေးထားလားအဲ့လိုဖြစ်တို့မိဘတွေတို့မွေးထားလားခိုင်းဖို့လားချစ်ဖို့လားတရားဖြစ်နော်သားမီးမွေးတဲ့ရွေချက်ကခိုင်းဖို့လားချစ်ဖို့လားတချို့တွက်ကိန်းရှိတယ်ငါကလေးတွေအများကြီးမွေးမယ်ပညာသင်ပေးမယ်နိုင်ငံခြားပို့မယ်နိုင်ငံခြားပို့ပြီးဘာရောက်မလဲငါတို့အသက်ကြီးလိုက်သူတို့ဘာလုပ်အောင်မလဲသူတို့မှတွက်ကိန်းပါပြီလေရှိတယ်ဒါတချို့မိဘတွေပြောတာဒါပေမဲ့ဒီထဲမှာရှိတဲ့သူမိဘတွေကတို့မွေးတဲ့ရွေချက်ကခိုင်းဖို့မွေးတာမဟုတ်ချစ်ဖို့မွေးတာတို့ကလူလားနွားလားတို့ကလူတို့ကနွားမဟုတ်နွားဆိုတာခိုင်းဖို့ဆိုဘေကလေးကဆက်ချစ်တယ်မိဘဘေကလေးချစ်တယ်ဝေးပြီးမှချစ်တာလားမမွေးခင်တည်းချစ်လားဘိုက်မာကလေးကချစ်နေပြီလားချစ်နေပြီဆရာသမီးနှစ်ယောက်ရှိတယ်အကြီးမကိုဝရတဲ့အချိန်မှာဒုတိယကိုရတဲ့အချိန်မှာသူ့ရင်ဆရာရောက်တယ်ဓာတ်ပုံလေးတွေချိတ်ထားတယ်ဆရာသမီးဘိုက်ကြီးတဲ့အချိန်မှာဒူးလေးထောက်ပြီးတော့ဘိုက်ကိုနမ်းတယ်ဒူးလေးထောက်ပြီးတော့လုပ်လေဘိုက်ကိုနမ်းတယ်ဘာကြောင့်နမ်းလဲတကယ်တော့နမ်းရင်ဘယ်မှာနမ်းရမလဲမျက်နာလေးဥဘာအောင်နမ်းနေလဲဘိုက်နမ်းတယ်ဆိုတော့အကြောင်းရှိတယ်ဘိုက်ထဲရှိတဲ့ကလေးကိုချစ်လားချစ်တယ်ဘိုက်ထဲမှာရှိတဲ့ကလေးကအသားဖြူလားမဲလားအိမ်ကစုံလားမစုံလားအချင်းစာရတဲ့ကောင်းလားမကောင်းသူသိပြီလားမသိသေးဘူးမသိသေးခင်ချစ်လားချစ်တယ်မိဘနဲ့သားသမီးဘသူကဘသူရင်စချစ်လဲသားသမီးကမိဘကိုရင်စချစ်တာလားမိဘသားသမီးကိုရင်စချစ်တာလားဒါဆိုလူနဲ့ဖះဘသူကဘသူရင်စချစ်လဲအာမင်လူကဖះကိုချစ်တာမဟုတ်ဖះကလူကိုချစ်တာချစ်လို့လူကိုဘာဖြစ်လဲဖန်ဆင်းတာကောင်းကင်ပြည်ကြီးစัจ java လာခတ်သိန်းကိုဘသူဖန်ဆင်းတာလဲလာကိုဘသူဖန်ဆင်းလဲဖះလာကိုဖက်ပြီးငါချစ်လိုက်တာလာကဘာပြန်ပြောမလဲဘာမှမပြောဘူးတစ်ပင်ကိုဘသူဖန်ဆင်းလဲဖះတစ်ပင်ကြီးဖက်ပြီးငါချစ်လိုက်တာတစ်ပင်ကဘာပြန်ပြောမလဲဘာမှမပြောခွေးကိုဘသူဖန်ဆင်းလဲဖះခွေးကိုဖះဖက်ပြီးငါချစ်လိုက်တာခွေးကဘာပြန်ပြောမလဲဘာပြန်ပြောလဲဘာမှမပြောဆိုတော့အခုညီလေးနော်ဘာလို့တေးဥဆောင်ဖို့ဘာလို့ဖို့လဲတေးဥဆောင်ခိုင်းဖို့နော်ဒီဘောခေါ်တယ်လိုက်ဦးဆရာမေးတဲ့မင်းကိုတရားဖြစ်နော်မင်းတို့အားလုံးသူကလူလားခွေးလားချင်းသေးလားဆိုသူဘယ်သူဖန်ဆင်းလဲဖះသူဘာရောက်ဖန်ဆင်းလဲချစ်လို့
ချစ်ဖို့ခက်ကြပြောဘာရောက်ဖန်ဆင်းလဲဆိုသူ့ကိုဖះချစ်တယ်ချစ်လားဖက်လားသူကပြန်ဖက်လားမဖက်ရင်ခွေပြန်ဖက်လားဖက်တယ်တော်သေးတယ်သူခွေဖြစ်တော့မလို့မဖက်ရင်ဘာဖြစ်လဲခွေသူဖက်လားဖက်တယ်တော်သေးတယ်နော်မဟုတ်ခွေဖြစ်တော့မလို့ဖယားနဲ့အပြန်လန်ချစ်နေတာကောင်းကင်မှာရှိတဲ့ကောင်းကင်တမန်ချစ်လို့မရအောင်ကောင်းကင်တမန်တွေအားလုံးကကောင်းကင်မှာနေခွင့်ရှိတယ်ဖယားနဲ့အပြန်လန်ချစ်ခွင့်မရှိဘူးမြေကြီးမှာတရိษံနေရှိလားရှိတယ်ဖယားနဲ့အပြန်လန်ချစ်ခွင့်မရှိဘူးဒါပေမဲ့ဖယားကလူကိုဖန်ဆင်းကြတဲ့ကဘသူနဲ့တူအောင်ဖန်ဆင်းထားလဲမန်းနဲ့ဖယားသူ့တရံတော်နဲ့ညီလူယောက်ျားလူမိန်းမသူဘာဖြစ်လဲဖန်ဆင်းထားဒါဖယားနဲ့လူအပြန်လန်ချစ်လို့ရလားရတယ်တကုတ်ကိုမြင်ငါ့ကိုဖယားစကေလူဖြစ်နေဖန်ဆင်းတာဘာအတွက်လဲချစ်လို့ချစ်ဖို့သူကဘယ်လိုဖယားလဲချစ်ချင်းမြတ်တာနံပါတ်2ထပ်ဖြစ်အောင်လူကိုဖယားဖန်ဆင်းတာကောင်းကင်မှာနေဖို့လားမြေကြီးမှာနေဖို့လားငရဲမှာနေဖို့လားကောင်းကင်လားမြေကြီးလားငရဲလားကောင်းကင်ဆိုရင်မားတယ်ဘာလဲမြေကြီးလည်းမားတယ်နောက်တစ်ခုပဲကြံတယ်ပါလဲပိုတော့ဆိုသေးတယ်ဖယားကလူကိုဖန်ဆင်းတဲ့ရွယ်ချက်ကကောင်းကင်ဆိုတဲ့နေရာအတွက်လည်းမဟုတ်မြေကြီးဆိုတဲ့နေရာအတွက်လည်းမဟုတ်ငရဲဆိုတဲ့နေရာအတွက်မဟုတ်သူနဲ့အတူနေဖို့အာမင်ဘာအတွက်လဲသူနဲ့အတူနေဖို့မဿဲခန်းကြီး22 23ကြည့်လိုက်မဿဲခန်းကြီးငယ်22အလုံးဖတ်ကြထို့ကြောင့်ဓာတိတ်တော်အေမာနွေလာလိုက်ဆိုအေမာနွေလာအနက်ကငါတို့နှင့်အတူရှိတော်မူသောဖယားသခင်ဟုဆိုလိုတည်းဖယားတို့ဘာကြောင့်လူပြည့်နေဖန်ဆင်းလဲတို့နဲ့အတူရှိဖို့သူကဘယ်လိုဖျားလဲအေမာနွေလငါတို့နဲ့ဘာဖြစ်လဲအတူရှိတော်ဖယားတို့ကကောင်းကင်မှာနေရှင်လားဖယားနဲ့အတူနေရှင်လားအဲ့ဒါအရင်ကြီးတို့ဖယားဖန်ဆင်းတဲ့ရွယ်ချက်ကနေရာအတွက်မဟုတ်ကောင်းကင်ဒုက္ခချမ်းသာဆိုတဲ့နေရာအတွက်လည်းမဟုတ်မြေကြီးဆိုတဲ့နေရာလည်းမဟုတ်ငရဲဆိုတဲ့နေရာလည်းမဟုတ်သူနဲ့အတူပါပြီလေနေဖို့နံပါတ်3ကပိုလေးနဲ့တယ်ကြိုမြင်ထားလို့အာရန်ဤဝကိုမဖန်ဆင်းခင်ဘုရားဘယ်လိုဘုရားလဲကြိုမြင်ထားပြီးသွားပြီသူ့ရဲ့ဂုဏ်ပုဒ်ကဘာလဲလိုက်ဆိုငါသည်အစဖြစ်၏တဝက်တစ်ပြက်လည်းဖြစ်ရှိလားမရှိဘူးငါသည်အစဖြစ်၏ဘာလဲအဆုံးဆရာနှုတ်ကနေထွက်တဲ့စကားကိုလိုက်မစုံနဲ့လောကပတ်တရားဝင်ခံဖះဘလို့ဖះလဲအစနဲ့အဆုံးဆိုလိုတာ तू အစပြုရင်အဆုံးထိဖို့ရမယ်ဆိုလိုတာ तू အစပြုရင်အဆုံးတတ်ရမယ်အဆုံးမတတ်နိုင်အစမပြုနဲ့အဆုံးထိမပို့နိုင်ရင်အစမပြုနဲ့သူဂုံပုတ်ကဘာဂုံပုတ်လဲအစနဲ့အဆုံးတော့အာရန်ဤဝကိုမဖန်ဆင်းခင် तू ဘာကိုကြိုမြင်ထားလဲ तू ဘာကိုကြိုမြင်ထားလဲကျမ်းစာဖြစ်ပါလားပါတယ်တကောကောင်းမြတ်သူပထမဆုံးအဲ့မှာဖြစ်ပါတယ်အာရန်ဤဝကိုမဖန်ဆင်းခင်ဘုရားဘာကြိုမြင်ထားတယ်ဆိုတာတကောခန်းကြီးနဲ့တကောနဲ့ကောင်းမြတ်သူပထမဆုံးခိုင်းနေဘောလီအသေးနော်တကောနဲ့အငယ်ခုနှစ်တကောခိုင်းနဲ့အငယ်ခုနှစ်ကိုကြည့်အောင်တကောခိုင်းနဲ့အငယ်ခုနှစ်ဟုတ်ပြီတွေ့လား
ကဲအားလုံးဖတ်ကြအောင်ဤငါတို့ဤဘုံသည်ဖြစ်စီခြင်းကနည်းနည်းသောအရာ၌လိုက်ဆိုမယ်ဤကဘာမတီမရှိမီကဘာမရှိဘူးဆိုလူရောရှိလားမရှိသေးဘူးဘသူရဲ့ပညာလဲဖယားသခင်ရဲ့ပညာနည်းနည်းသောပညာအာရန်ဤဝကိုမဖန်ဆင်းခင်ဖယားဘောင်းမြင်ထားလဲဘောင်းမြင်ထားလဲ cross ဆိုတော့ပါလဲလက်ဝါးကတ်တယ်တရားနဲ့ပြောရင်ကျေးဇူးတရားအာရန်ဤဝကိုဖန်ဆင်းပြီးမှကျေးဇူးတရားရှိတာမဟုတ်ဘူးအာရန်ဤဝကိုမဖန်ဆင်းခင်တဲ့ကျေးဇူးတရားရှိထားပြီးသွားပြီအဲ့ဒီတရားကိုအငယ်ရှစ်ကြည့်လိုက်အောက်ကအငယ်ရှစ်လောကီမင်းတစုံတယောက်များမသိထိုပညာကိုလောကီမင်းတစုံတယောက်များမသိအာရန်ဤဝမဖန်ဆင်းခင်ဘုရားကြိုပြီးပါမြင်ထားလဲလက်ဝါးကတ်တိုင်လက်ဝါးကတ်တိုင်ဆိုတာဘာတရားလို့ခေါ်လဲယေရှုတရားနောက်တစ်မျိုးခေါ်ရင်အင်းဝဂေလိတရားဆိုလိုတာဘုရားကလူကိုဖန်ဆင်းရင်အပြည့်ရှားတယ်ငါလူလိုအသေးခံရမယ်ထပ်ပြောမယ်ငါလူကိုဖန်ဆင်းရင်ငါလူလိုအသေးခံရမယ်မင်းကိုထုတ်တယ်သိရဲလားကဖြေကြည့်အောင်သိရဲလားဖြေကြည့်အောင်သိရဲလားသိရဲတယ်သိနိုင်လားသိနိုင်တယ်သိရဲတဲ့တတိရှိလားရှိတယ်ရှိမှစမရှိမစနဲ့သူဂုံပုတ်ပါပြီလေထိခိုက်တယ်ဒါရအာရန်ဤဝမဖန်ဆင်းခင်တဲ့ဘုရားအဖြေရှိလားရှိထားပြီးသွားပြီအဲ့ဒါပညာရှိလို့ခေါ်တယ်ပညာရှိဆိုတော့ကြိုသိတယ်ကြိုမြင်တယ်ကြိုပြီးပါပြီလေပြင်ဆင်ထားပြီးသားဖြစ်တယ်ဘုရားကဘလို့ဘုရားလဲပညာရှိတဲ့ဘုရားဒါရသူလောကကြွလာတဲ့အခါမှာနေ့ဘယ်နေ့လဲ3နေ့တနေ့ကဘာနေ့လဲမွေးနေ့သူမွေးတာနဲ့တို့မွေးတာမတူတို့ကအဖေအမေပေါင်းမွေးတာသူကယောက်ျားနဲ့မိန်းမမပေါင်းအပြိုကညာဘယ်ယောက်ျားနဲ့မှမိထုံမပြုတ်သေးတဲ့အပြိုကညာစစ်စစ်ရဲ့ဝမ်းထဲမှာထာဝရဘုရားဘလို့ဘုရားလဲထာဝရဘုရားလူကိုချစ်လို့လူကိုဖန်ဆင်းထားတဲ့ဘုရားလူနဲ့အတူနေခြင်းနဲ့ဘုရားဒါပေမဲ့လူဒီအပြစ်ကြောင့်ဘာဖြစ်လဲဘုရားနဲ့ကင်းကွာသွားတဲ့အတွက်ကြောင့်အဲ့ဒီအပြစ်ရဲ့ပြဿနာကိုဖြေရှင်းဖို့ထာဝရဘုရားသည်ဘာသာတိကိုခံယူလိုက်လဲလူစာတိကိုခံယူလိုက်အမျိုးသမီးဘယ်ယောက်ျားနဲ့မှမေတို့မပြုတ်တဲ့အပြိုကညာမာရိယဝမ်းနဲ့မှာဗရိတ်တန်တွေယူတယ်မွေးကလေးကဘာမပါဘူးလဲအပြစ်မပါတက်တော်သူဘလောက်နေသွားလဲ33နှစ်သူခေသူအချိန်မှာဘာသာရေးကောင်းဆောင်တွေရှိလားရှိတယ်ပါရိရှဲကျမ်းပြုဆရာရစ်ပြောဟိတ်တွေရှိတယ်အပြစ်ရှာတယ်အပြစ်မတွေ့ဘူးသူခေသူအချိန်မှာနိုင်ငံအုပ်ချုပ်တဲ့သူတွေရှိလားရှိတယ်အပြစ်ရှာတယ်အပြစ်မတွေ့ဘူးဘီလာမင်းဟီရိုမင်းရှာတယ်မတွေ့ဘူးအပြစ်နဲ့ဘာဖြစ်လဲကင်းစင်အပြစ်နဲ့ကင်းစင်တဲ့သူကကားထဲမှာသေလားသေတယ်သူသေတာကဒုသေတာနဲ့မတူဘူးဒုသေတာကအပြစ်ရှိလို့သေတာသူသေတာဟာဘာကြောင့်သေရလဲကျေးဇူးလိုက်ဆိုငါတို့သည်အပြစ်ရှိစဉ်ပဲခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဖယားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူ၏လောဝကတဲ့ဆိုရမထာဖယားတကူဘလောက်ရှိတယ်လဲဆိုတော့တကူပြတဲ့နေရာမဟုတ်ယေရှုတကူပြလားပြတယ်ကားတိုင်ပေါ်မတက်ခင်ယေရှုတကူတွေအများကြီးပြတယ်အနာယောဂါပျောက်စေတယ်လေပြင်းမုန်တိုင်းကိုငြိမ်သက်စေတယ်သေတဲ့သူကိုထမြောက်စေတယ်ကားတိုင်ပေါ်မတက်ခင်တကူတွေအများကြီးပြတယ်ကားတိုင်ဟာဖယားတကူပြတဲ့နေရာမဟုတ်ဘူးပြီးတော့ကားတိုင်ကတရားပေးတဲ့နေရာလည်းမဟုတ်ဘူး
ကားတွေမှာမတက်ကယေရှုတရားပြလားပြတယ်ရှေးပညာကသူများများမပြစ်မှားရငါပညာတီကကိလေသာစိတ်နဲ့ကြည့်လေသူ့မယားကိုပြစ်မှားပြီထို့သောဆိုရင်တကိုယ်လုံးငရဲကြတာတဲ့မျက်လုံးနှလုံးမရှိသာ၍ကောင်းမယ်အတိတ်ပဲဒုမျက်လုံးမာတော့မဆိုဒုမျက်လုံးဘာလုပ်ရမလဲဘာလုပ်ရမလဲဖောက်လက်မာတော့မဆိုရင်ဖြတ်ခြေထောက်မာတော့မဆိုရင်ပါးစပ်မာတော့မဆိုရင်ရှာဖြတ်နေရွက်မာတော့မဆိုရင်ဖြတ်နှာခေါင်းမာတော့မဆိုရင်ဖြတ်ဟိုပြတ်ဒီပြတ်နဲ့ဘာကြမ်းမလဲတို့တကိုယ်လုံးမှာကြံစရာရှိလားမရှိဘူးတို့လူတွေကဘာအသီးနဲ့တူလဲတို့လူတွေကဘာအသီးနဲ့တူလဲတရားမှတ်ထားတံမြာသီးဆိုတာကြီးလေဘာဖြစ်လဲချင်းလေဥနားတော်ထဲမှာအသက်ကြီးတဲ့သူပါလားအသက်ကြီးတော့ဘာကြီးဆုံးလဲအပြည့်ကြီးဆုံးတချို့အထင်နဲ့ငါအသက်ကြီးလာအပြည့်နည်းသွားမှထင်မဟုတ်ဘူးအသက်ကြီးလာတာနဲ့အပြည့်ကဘာဖြစ်လဲကြီးသွားတနေ့မှရက်ပေါင်းဘယ်လောက်ရှိလဲ365ရက်တရက်ကိုတစ်ခုလို့တစ်နှစ်ဆိုရင်365ခု10နှစ်ဆိုရင်နည်း20ဆိုရင်နဲလားများလားများသွားတယ်ဘယ်နှခုနဲ့လဲတစ်ခုနှစ်ခုဆိုနည်းနဲ့ထပ်မြောက်ဘာသီးလဲတံမြာသီးတော့လူမဆိုင်ဘာရှိလဲအဖြစ်ပဲရှိဘာသာတရားတွေမှာဆိုင်ဘာရှိလဲကြိုက်တဲ့ဘာသာတရားမှာရှာစကလုံးတစ်လုံးပဲရှိတယ်အကျင့်ကောင်းတာကျင့်ရင်ကောင်းတာဖြစ်မယ်မကောင်းတာကျင့်ရင်ဘာသာတရားဘာလဲအကျင့်လူကဘာလဲအဖြစ်ဘာသာတရားတွေကောင်းလားကောင်းတယ်မကောင်းတဲ့ဘာသာတရားဘာဖြစ်လဲမရှိဘူးဒါပေမဲ့လူကောင်းလားမကောင်းဘူးဘာသာတရားကောင်းပေမဲ့လူကဘာဖြစ်လဲမကောင်းဒါပေမဲ့ဝမ်းမြောက်စရာရှိလားရှိတယ်လူမကောင်းပေမဲ့ဘယ်သူကောင်းလဲဖခင်ကောင်းတယ်အဲ့ဒါဘာတရားလဲယေရှုတရားအာမင်လိုက်ဆိုမယ်ဘာသာတရားဆိုတာကိုကောင်းရမယ်ကိုလုပ်ရမယ်ယေရှုတရားဆိုတာဖခင်ကောင်းတယ်ဖခင်လုပ်ပေးတယ်ဘာသာတရားဆိုတာအကျင့်ယေရှုတရားဆိုတာအချစ်တို့ကတည်းကရတာဘာတရားနဲ့ရတာယေရှုတရားဘယ်ဘာသာတရားမှကတည်းကမပေးနိုင်ဘယ်ပညာတရားမှကတည်းကမပေးနိုင်ဘယ်ကိုကျင့်တရားမှကတည်းကမပေးနိုင်ကတည်းကပေးတဲ့တရားကောင်းကင်မြေကြီးမှာဘာတရားလဲယေရှုတရားအင်းဝဂေလိတရားတော့ယေရှုမိန့်မှာသင်တို့သွား၍ဝေနဲ့တော်ပေါင်းတို့ဘာဟောရမလဲအင်းဝဂေလိတရားအင်းဝဂေလိတရားပြီးတော့ယုံကြည်၍ဗတ္တိဇံခံတော်သူသည်ကယ်တင်တော်မူခြင်းသို့ရောက်လေတဲ့မယုံကြည်တော်သူမူကားအပြစ်စီရင်ခြင်းကိုခံရလက်တဲ့သူအဖေနဲ့အမေဟာခရိယန်ဘာသာနော်အဖေနဲ့အမေကဘာလဲဆိုတော့ तू ကအရွယ်ရောက်တော့ဘာလုပ်ရတော့မလဲအေးတော့ယဉ်နှစ်ချေခံရမယ်ဆိုတော့ဆရာတော်ကြီးစီမှာသွားပြီးဘာပဲလဲယဉ်နှစ်ချေခံရမယ်နော်ဆိုတော့ तू ကယဉ်နှစ်ချေမခံခင်မှာဘာသာလဲအပြစ်သားခက်ကြပြောဘာသာလဲအပြစ်သားယုံကြည်သူလားမယုံကြည်သူလားမယုံကြည်သူဒါနဲ့ဆရာကြီးကသူ့ဘာပေးလဲဗတ္တိဇံခမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်နာမနဲ့သင်ကဗတ္တိဇံပေးတယ်ဘလို့ဘာလုပ်လိုက်လဲနေလိုက်တယ်ဆိုတော့ဘာသာဖြစ်သွားတယ်ခက်ကြပြောဘာသာလဲဘလို့သူလဲမယုံကြည်သူလားယုံကြည်သူလားလုံးဝမဖြစ်ဖျားသားလုံးဝမဖြစ်ရင်းနှီးချင်းမခံခင်က66တွေ့ပြစ်သားဘလို့ပြစ်သားလဲရင်းနှီးချင်းနဲ့ခံလိုက်ကောစိုးဆွပြစ်သား6တာနဲ့ဆိုတာပဲဘာဖြစ်လဲအဖတ်တယ်ရင်းနှီးချင်းမခံခင်ကမယုံကြည်သူရင်းနှီးချင်းခံလိုက်တော့လဲမယုံကြည်သူ6တာနဲ့ဆိုတာပဲဘာဖြစ်လဲအဖတ်တယ်သူ့အထဲမှာဘာတရားမရှိသေးဘူးလဲအင်းဝဂလိတရားမျိုးစီမချသေးဘူးသူအင်းဝဂလိတရားဘာမှမသိသေးပဲနဲ့မိဘနှစ်ပါးခရိယန်ဖြစ်လို့ဓမ္မမဟုတ်ရင်ခရိယန်အမျိုးသမီးလူချင်းလို့သူဘာတော့ခံလဲယေနိချင်းခံတယ်ဆိုယေဆိုတာပဲဘာဖြစ်လဲအဖတ်တင်တယ်ဒါကြောင့်ဒီဒုကယေရှုတိုင်ယူနော်ယေရှုယုံတယ်ဆိုရင်ဘယ်လိုယုံရမလဲ
ယေရှုကိုယုံတဲ့တရားရှိလားရှိတယ်တော့ကျမ်းစာထဲမှာနာမည်တွေအများကြီးရှိပေမဲ့အဓိကနာမည်၃မျိုးပဲရှိတယ်ကပ္ပဦးကျမ်းမှာဘု து နာမည်လဲအာဒံထွတ်မြောက်ကျမ်းဘု து နာမည်လဲမောရှေရှင်မသက်ခရစ်ဘု து နာမည်လဲယေရှုလိုက်ဆိုအာဒံမောရှေယေရှုကဲဆိုကြည့်အောင်အာဒံနာမည်ကြားရင်ဘာတရားလဲအပြစ်တရားအာဒံရဲ့နားမထောင်ခြင်းဖြစ်လာမောရှေနာမည်ကြားရင်ပညာတရားယေရှုနာမည်ကြားရင်ယေရှုတရားဒီထဲမှာရှိတဲ့သူအားလုံးယေရှုယုံလားထပ်မိမဲ့ဘာတရားနဲ့ယုံလဲဘာတရားနဲ့ယုံရမလဲယေရှုတရားယုံကြည်ရင်ယုံလို့မရအောင်ယုံရမယ်တရားရှိလားရှိတယ်ဒါလောကကတိုင်ကဘာပြတဲ့နေရာလဲဖယားသည်ငါတို့ကိုအဘယ်များလောက်ချစ်တော်မူသည်ကိုငါတို့ဟာထင်ရှားစွာပြတယ်ဒီမှာရှိတဲ့လူအားလုံးမြင်ပြီလားဖယားငါ့ကိုချစ်တယ်ဆိုတဲ့ဖယားမြတ်တော်မြင်ပြီလားခါကြပြမြင်ပြီလားထမင်းမဲ့မျက်လုံးနဲ့မြင်တာလားစိတ်နဲ့မြင်တာလားမျက်လုံးလားစိတ်လားစိတ်ဆိုမားတယ်စိတ်ဆိုမားတယ်ဒါဘာနဲ့မြင်ရမလဲမျက်လုံးပိုတော့ဆိုသေးတယ်တို့မွေးကလေးအပြစ်ပါတဲ့မျက်လုံးဖောက်ပြန်တဲ့မျက်လုံးဖယားမြတ်တော်ကြည့်လို့မရမွေးကလေးအပြစ်ပါတဲ့စိတ်ဖောက်ပြန်တဲ့စိတ်ဖယားမြတ်တော်ကြည့်လို့မရမဖောက်ပြန်တဲ့မြတ်တော်တို့ဘာနဲ့ကြည့်ရကောင်းကင်နဲ့မြေကြီးမထီတော်လဲငါစကားတီလိုက်မယ်ဘု து စကားလဲဖယားစကားနဲ့ဖယားမြတ်တော်မြင်လားအားလုံးပြမြင်လားအဲ့ဒါယုံကြည်ခြင်းလို့ခေါ်တယ်ယုံကြည်ခြင်းဒီဘာဖြစ်လဲကြားနာခြင်းကဘု து စကားလဲအာမင်ဖယားတကူမဟုတ်ဖယားစကားတို့ဖယားဘယ်လောက်ချစ်လဲလူစားတိခံတယ်တို့အပြစ်တဲ့သူဘာလုပ်လဲအသေးခံတယ်အသွေးသွန်းတယ်အသွေးသွန်းခြင်းမရှိလေအပြစ်လွတ်ခြင်းမရှိအသွေးကိုစကလုံးတစ်လုံးနဲ့တွဲထားတယ်လူတဲ့နှိမ့်ကြတာပါလေတိုးနွားတိုးသွေးနွားသွေးစိတ်သွေးအာရန်ကစင်းတဲ့သူတွေမှာသူတော်ကောင်းရှိလားရှိတယ်သူတော်စင်သူတော်များရှိတယ်အသွေးဒါပေမဲ့အသွေးကိုစကလုံးတစ်လုံးနဲ့တွဲထားတယ်လိုက်ဆိုမယ်ခရစ်တော်ဤအသွေးတော်မြတ်ခရစ်တော်ဤအသွေးတော်မြတ်ဘလို့အသွေးလဲမြတ်တဲ့အသွေးဘယ်ကလာလဲကောင်းကင်ဘယ်ဖျားလဲထာဝရဖျားဘာသာတိခံလိုက်လဲလူစာတိခံပြီးကားထဲမှာသူ့နဲ့အသွေးဘလို့အသွေးလဲအသွေးတော်မြတ်အာမင်တည်ခြင်းမှလမ်းဆုံးလားမဆုံးအကဲယေရှုတည်ခြင်းမှလမ်းဆုံးသူတကူပြတဲ့ဖျားတို့လက်ခံလို့ရတယ်တည်ခြင်းမှလမ်းဆုံးတရားပေးတဲ့ဖျားတို့လက်ခံလို့ရတယ်ဒါပေမဲ့သူနဲ့တို့နဲ့အထူတူပဲဒါပေမဲ့ကားတွေမတက်ခင်မှာသူတကူတွေပြသွားတယ်ကားတွေမတက်ခင်မှာသူတရားတွေအများကြီးပြီးသွားတယ်တို့ကဘာတကူမှမပြဘူးတို့ကဘာတရားမှမဟောဘူးဒါပေမဲ့သူလည်းသိတယ်တို့လည်းသိတယ်အထူတူပဲကိုယ်ကသူကတကူပြခဲ့တကူဆိုပြီးတော့မှသူ့လက်ခံတဲ့သူလည်းရှိကောင်းရှိမယ်တရားပေးတဲ့အရှင်ပြည့်လက်ခံတဲ့သူရှိကောင်းရှိမယ်ဒါပေမဲ့တူလားအထူတူပဲဒါပေမဲ့သူကတည်ခြင်းမှလမ်းမဆုံးတကြိုခြင်းကိုခံတယ်3ရက်မြောက်တဲ့နေ့မှာဘာဖြစ်လဲတည်ခြင်းမှရှင်ပြန်ထမြောက်တယ်ဘလို့ဖျားလဲအသက်ရှင်တော်ဖျားအာမင်ဒါလူရဲ့အစမြေမုတ်ကိုယူတယ်ဇီဝအသက်ကိုမုတ်သွင်းတယ်လူသည်ဘလို့သတော်လဲအသက်ရှင်တော်သတော်သေနဲ့ဆလားရှင်နဲ့ဆလားရှင်ဒါဆိုဘာနဲ့ဆုံးရမလဲရှင်နဲ့ဆရင်ဘာနဲ့ဆုံးရမလဲရှင်ဘယ်အချိုးမြင်လားမြင်ထားပြီးသွားပြီလိုက်ဆိုယေရှုကလည်းငါသည်ထမြောက်ခြင်းကြောင့်အသက်ရှင်ခြင်းကြောင့်ဖြစ်၏ငါကိုယုံကြည်သောသူသည်သေလွန်တော်လဲရှင်လိမ့်မည်ဘယ်မှာဆုံးလဲရှင်ဘာသာတရားမှမရှိဘူးဂျေဇုတရားမှပဲရှိတယ်လိုက်ဆိုမယ်အိုးသေမင်းသင်လက်နဲ့သည်အဘယ်မှာရှိသနည်းအိုးမယနာနိုင်ငံသင်ရဲ့အောင်ချင်းသည်အဘယ်မှာရှိသနည်းငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ချင်းအခွင့်ကို
ပေးတော်မူသောဖယားသခင်ဤဂျေဇုတော်သည်ကြီးလာစွာတကားလက်ခုပ်တီးအောင်ဘာဖြစ်လို့တီးလဲလက်ခုပ်ဘာဖြစ်လို့တီးလဲရှုံးလို့လားအောင်လို့လားအောင်လို့ရှုံးတဲ့သူကလက်ခုပ်တီးလို့မရအောင်တဲ့သူကဘာဖြစ်လဲတီးလို့ရအစိုးရအာဇာနည်တချင်းဆိုရင်တော့မိကွန်းတစ်ခုထုတ်တယ်ပြိဿတ်တွေပြိဿတ်အစင်ပြေလာတဲ့ပြိဿတ်တယ်ဘယ်လိုပြေလဲပြေပါတယ်ဆိုရင်သူဘာကြားခြင်းလဲဆိုသူ့အတွက်ဘာလုပ်ပြရလဲလက်ခုပ်တီးရခုနဒုတီးရဲ့လက်ခုပ်ဘယ်သူအတွက်လဲဘယ်သူအတွက်လဲကိုယ့်အတွက်ကိုတီးတာကိုယ့်အတွက်ကိုတီးတဲ့လက်ခုပ်တို့လက်ခုပ်တယ်သူများအတွက်ပဲလိုက်တီးပေးနေရတယ်ကိုယ့်အတွက်ပါလားမပါဘူးခုနတီးလိုက်တဲ့လက်ခုပ်ဘယ်သူအတွက်လဲကိုယ့်အတွက်ကိုကဘယ်လိုသူလဲရှုံးသောသူလားအောင်သောသူလားဘာကိုအောင်သောသူလဲသေမင်းသေခြင်းကိုအောင်တဲ့သူတို့ဘာဖျားဘာပြီလဲပေးထားပြီးသွားကဘာပေါ်မှာယာဒုဘလောက်ကြီးကြီးသေခြင်းကိုရှုံးတယ်ကဘာပေါ်မှာတန်းကြွယ်တထေဘလောက်ဖြစ်ဖြစ်သေခြင်းကိုရှုံးတယ်ကဘာပေါ်မှာအကျင့်စာရိတ္တကောင်းတဲ့သူရှိလားသေခြင်းကိုရှုံးတယ်တို့ဘာအောင်လဲသေခြင်းဘသူအားဖြင့်လဲယေရှုအားဖြင့်ဘာတရားလဲယေရှုတရားတို့မှနေဘနေပဲလဲနည်းနည်းဘာနေနဲ့ဘာနေလဲဝင်းနေနဲ့သင်နေယေရှုမှဘယ်နှစ်နေ့လဲ3နှစ်တနေ့ကဘာနေလဲဝင်းနေနောက်တစ်နေ့နောက်တစ်နေ့ဒါတော့အခုရှင်များထမြောက်တဲ့ယေရှုအပြစ်လွတ်ခြင်းပေးတဲ့ယေရှုတို့လက်ခံလားအလုံးပြေလက်ခံလားဘာတရားနဲ့လက်ခံလဲဘာတရားနဲ့လက်ခံလဲနောက်တစ်နေ့တိုးသွားပြီဘာနေ့လဲရှင်မြတ်ထမြောက်နေအာမင်ယေရှုတရားကိုလက်မခံတဲ့သူအလုံးဟာတည်ခြင်းမှအဆုံးသတ်သွားမယ်ဘယ်ဘာသာတရားမှတည်ခြင်းကနေပြီးထမြောက်ခြင်းမပေးနိုင်ထမြောက်ခြင်းပေးတာကဘာသာတရားမဟုတ်ထမြောက်ခြင်းပေးတာဘယ်လိုလဲဖေဟာဒါရယေရှုအာမခံတယ်ငါသည်ထမြောက်ခြင်းကြောင့်အသက်ရှင်ခြင်းကြောင့်ဖြစ်တယ်ငါကိုယုံကြည်သောသူသည်သေလွန်တော်လေငါကိုယုံတယ်ဆိုဘာတရားကိုယုံရမလဲဂျေဇုတရားအပြစ်လွတ်ခြင်းတရားကယ်တင်ခြင်းတရားကိုယုံလားယုံရင်သေလွန်တော်လေရှင်လိုက်မယ်အာမင်ဒီအသင်းတော်ဟာအသက်ရှင်တဲ့သူတွေဘာဖြစ်လဲအသင်းတော်မသာရီစုတဲ့အသင်းမဟုတ်ဂျေဇုတရားကိုယုံထားတဲ့အသက်ရှင်တော်သူဘယ်သူနဲ့အဆက်ရလဲဖယားနဲ့အဆက်ရတဲ့သူဖယားကိုသိတော်သူဖယားကိုမြင်တော်သူဖယားအတန်ကိုကြားတတ်တော်သူဖယားကိုတို့ဘာဖြစ်လဲချီးမွမ်းတယ်သိပြီးမှချီးမွမ်းတာမသိရင်ချီးမွမ်းတာလားဒါတို့အသက်ရှင်နေပြီလားရှင်နေပြီအဲ့ဒီအသက်ကိုဘာအသက်လို့ခေါ်လဲထာဝရအသက်လို့ခေါ်တယ်ထာဝရအသက်ရဲ့အဓိပ္ပာယ်မိုးမနာမသိဘူးပြောတာမဟုတ်ထာဝရအသက်ရဲ့အဓိပ္ပာယ်အမြဲတမ်းရှင်တော်ပြောတာမဟုတ်ထာဝရအသက်ရဲ့အဓိပ္ပာယ်ဘာလဲအပြစ်ကြောင့်လူကဖျားနေပါပြီလေကင်းကွာနေတယ်အခုဘယ်သူနဲ့အဆက်ပြန်ရသွားလဲဖယားဘယ်လိုဖျားလဲလူမရှိခင်ရှိတဲ့ဖျားလူကိုဖန်ဆင်းတဲ့ဖျားလူကိုအပြစ်ကနေပါပြီလေကဲချွတ်တဲ့ဖျားနဲ့အဆက်ရလားအဲ့ဒါဘာအသက်လဲထာဝရအသက်ထာဝရအသက်ကိုတို့ကရထားပြီးတဲ့တွေ့ကြောင့်အသက်ရဲ့အရှင်ဖယားကိုတို့ဘာလုပ်လဲချီးမွမ်းခြင်းဖြစ်တယ်ကိုးကွယ်ခြင်းဖြစ်တယ်နောက်ဆုံးကျမ်းလေးပိုက်လေးနော်ခုနပြီးတဲ့ကျမ်းပိုက်မဿဲ28နောက်ဆုံးကျမ်းလေးနဲ့ကျွန်တော်ညီကုန်းချောင်းမဿဲ28အငယ်20မဿဲ28အငယ်20အားလုံးဖတ်ကြအောင်သင်တို့အားရှောက်စေခြင်းကပေးကြလောလိုက်ဆိုမယ်ငါသည်လေကကဘာကုံသည့်တိုင်အောင်သင်တို့နှင့်အတူအစင်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏ယေရှုဘယ်မှာသေးလဲကားထဲမှာသေးတယ်တကြွပြည့်သောနေ့မှာရှင်ပြန်ထမြောက်တယ်ဘယ်လိုဖျားလဲဖျားရှင်အသက်ရှင်တဲ့ဖျားဘယ်မှာရှိလဲ
အသက်ရှင်တဲ့ဘုရားဘယ်မှာရှိလဲဘယ်မှာရှိလဲအေမာနွေလရဲ့အဓိပ္ပာယ်ပါလဲငါတို့နဲ့တူရှိတော်ဘုရားဘယ်လောက်တိရှိမလဲကကဘာဂုံတိတိုင်အောင်ရှိမယ်နောက်တမလွန်တိပါပြီလေရှိမယ်ဒါကနေ့တို့ဟာဘာသာတရားနဲ့ရှင်တဲ့သူမဟုတ်တို့ကဂိုင်းကနာနဲ့ရှင်တဲ့သူမဟုတ်တို့ကဖျားနဲ့ပါပြီလေရှင်တဲ့သူဘယ်ဖျားလဲအေမာနွေလတို့နဲ့အတူရှိတဲ့ဖျားတို့ကိုးကွယ်တယ်တို့နဲ့အတူရှိတဲ့ဖျားတန်ဆွတောင်းတယ်တို့နဲ့အတူရှိတဲ့ဖျားစကားတို့ပါပြီလေနားထောင်တဲ့ငါသိုးတို့သည်ငါစကားတန်ကိုချား၍ငါနောက်ကိုလိုက်တယ်ဆိုတဲ့ဒီအသင်းတော်ဟာဖျားသခင်နဲ့အသက်ရှင်နေပါပြီလေစစ်မှန်သောအသင်းတော်ဖြစ်တယ်ဆိုတာကိုနှလုံးသွင်းပြီးတော့မှဖခင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုထင်ရှားသောသူဖြစ်ဖို့ရောက်တိုင်းဘုရားရှင်ကောင်းပေးပါစေ